စာပေလောကအတန်ထွက်စာအုပ်အမှတ်2အဖြစ်1999ခုနှစ်ဇူလိုင်လတွင်ဖြန့်ချိသည်အောင်သိန်းလက်ခံလိုက်စမ်းပါစာပေလောကစာအုပ်တိုင်အမှတ်183 33လမ်းရန်ကုန်မြို့တယ်လီဖုန်း285166ကျွန်တော်တို့အခုဒီဟောပြောပွဲဘုံဘုံအတန်သွင်းစာအုပ်ပေါ့လေအဲ့ဒီစာအုပ်ကိုကျွန်တော်ခုပြန်ပြီးစီစဉ်တဲ့အခါမှာစာပေလောကကိုမျိုးညွတ်သူရဲ့တိုက်တွန်းချက်ရပြုလုပ်ခြင်းဖြစ်ပါတယ်အမှန်တိုင်းပြောလို့ရှိရင်စီးပွားရေးသဘောအရပြောရမယ်ဆိုရှင်စာအုပ်ထုတ်ဝေတယ်လို့သိကြတာမျိုးမဟုတ်ပါဘူးဖြစ်ချင်းဖြစ်မယ်မဖြစ်ချင်းမဖြစ်ဘူးတို့ပဲလို့ဆရာကြီးကျွန်တော်တို့တခုလုပ်ကြရအောင်တိုက်ပြည်အတွက်လူမျိုးအတွက်လူငယ်တွေတခုလုပ်ကြရအောင်ဘာကြောင့်တခုလုပ်ကြရလဲဆိုတော့ဆရာကြီးကျွန်တော်တို့တခုလုပ်ကြရမှာမဟုတ်လားဒီအတွက်ပါပဲဆိုကျွန်တော်ကလည်းလူငယ်တွေကိုအင်မတန်စိတ်ဝင်စားတယ်ဘာကြောင့်လဲဆိုတော့လူငယ်တွေပဲကျွန်တော်တို့ကအားကိုးရတော့မှာကိုလူကြီးတွေကသိအားကိုးလို့မရတော့ဘူးဆိုလိုက်တော့ကျွန်တော်ကလူကြီးတွေကိုအထင်သေးလို့ပြောတာမဟုတ်ပါဘူးသူတို့ကိုအပြစ်တင်တာမဟုတ်ပါဘူးလူကြီးဆိုတာကလင်းတုံညရောက်လို့ရှင်ဆေးဝါရောက်နေပြီးတော့မှာလေအဲ့တော့ကျွန်တော်တို့ကလူငယ်တွေကိုအားကိုးရတာပါဒါပေမဲ့လူငယ်တွေကိုအားကိုးတယ်လူငယ်တွေကိုအားထားတယ်ဆိုတော့အောင်သိန်းကလူငယ်တွေကိုချစ်လို့မထင်နဲ့အောင်သိန်းကိုအောင်နေချစ်ရသေးတာကိုဘာကြောင့်လဲဆိုတော့လူငယ်တွေကအဟုတ်မို့လို့မိုက်မဲလို့ရှိရင်ကျွန်တော်မှအသက်ကြီးတော့ကြီးမှတောင်းပြေးရမြောက်ပြေးရစားရမယ်တောက်ရမယ်မဖြစ်ချင်ဘူးဒါကြောင့်ကျွန်တော်လူငယ်တွေကိုလိမ္မာစေခြင်းနဲ့လူငယ်တွေကိုကြောင်းကျိုးရေးချသိစေခြင်းနဲ့ဒါကြောင့်ကျွန်တော်လူငယ်တွေကိုပြောရတာပါဒါမဲ့လူငယ်တွေကိုကျွန်တော်ပြောတဲ့အခါမှာကုတီခွေမှာတော့ဖြင့်ကျွန်တော်မင်းနဲ့ငါနဲ့ပြောမှာဘာဆိုကျွန်တော်အတန်းထဲမှာကျွန်တော်စာသင်ငန်းထဲမှာရှိနေတဲ့ကလေးကိုပြောလို့ကျွန်တော်ပြောတော့ပါအဲ့ဒါကြောင့်တကယ်လို့များကျွန်တော်အခွေကိုလူကြီးတွေကနားထောင်ပြီးလို့ရှိရင်မင်းနဲ့ငါရေးနဲ့စာသင်ငန်းထဲမှာဆုံးမတဲ့ဘုံမျိုးပါနေလို့ရှိရင်လူကြီးတွေတွေကအောင်သိဟာတို့သားသမီးမိတွေကိုဆုံးမနေပါကလားတို့တို့နဲ့မဆိုင်ပါလားငါတို့တွေက observer လို့ခေါ်တဲ့လေ့လာသူဖြစ်ပါလားလို့သဘောထားပြီးနားထောင်ကြပါလို့လူကြီးတွေကိုကျွန်တော်ပြောချင်ပါတယ်ကောင်းပါပြီခုချိန်ကစပြီးတော့ကျွန်တော်လူငယ်တွေကိုဆရာလုပ်ခွင့်ပြုပါကျွန်တော်ကျောင်းဆရာပါနော်ကျောင်းဆရာဆိုတာကအင်မတန်ခက်ပါတယ်တွေ့လိုက်လို့ရှိရင်ဆုံးမကျင်တာကြီးပဲသူတို့အကျင့်ကြီးပါလာတယ်ဒါကြောင့်မလို့ကျောင်းဆရာများပထမဆရာဖြစ်စဆိုလို့ရှိရင်လည်းပဲသူကကျောင်းမှာစပြီးဆရာဖြစ်လာတာဆိုတော့သူကရုပ်တည်းမပြောရဘူးမပြောဘဲတော့သူ့ကိုယ်တိုင်ကBScအောင်းလာတာတောင်မှအခန်းထဲကိုရောက်လို့ရှိရင်ဘယ်ကျောင်းသားများကချိကကြောက်မေးလိုက်မလဲလို့လန့်တယ်6တန်းကျောင်းသားတော့ပြောနေတယ်လန့်တတ်တာဖြစ်အဲ့နောက်ကြလို့ကျောင်းဆရာတဲ့4 5 6နှစ်ရှိလာတော့မှသူ့ကိုယ်သူပိုင်နိုင်လာတယ်ဟဲ့ကောင်းလေးလားနော်လိမ့်ဝဲလိုက်သမင်းဆက်လိုက်ဘိုက်လဲဆွဲလိုက်နောက်တစ်ခါဆိုရင်ဆရာကြီးရုံးကပို့မယ်ကျောင်းသားတွေကသူ့ကိုယ်သူတတ်တယ်လို့တကယ်ယူကြည့်လာတယ်အဲ့ဒါမှကျောင်းဆရာလုပ်တဲ့14 5နှစ်ရှိလာတဲ့ခါကျမြင်မများလူတွေသူကတတ်တယ်လို့ထင်တယ်ဗျာမတွေးလိုက်နဲ့တွေးလိုက်ရင်တမ်းမဆရာလုံးချင်တာပဲဒီစမ်းမဦးငါတို့ဆိုကျုပ်သိလာတယ်ဒီကစလာတာအဲ့ဒီကနေဒါကြောင့်မလို့ကျောင်းဆရာကြီးတွေပဲရေးမယ်ခင်ဗျားတို့ပင်စင်ယူသွားပြီလို့သမဝိုင်းမှာဥက္ကဋ္ဌဖြစ်မချောင်လို့တော့အောင်လို့ပြီးတော့သွားပြီခင်ဗျားကအစည်းအဝေးမှာတခုလေးပြောမယ်လို့မထားလိုက်ထားလိုက်တယ်နဲ့အဲ့ဒီသမဝိုင်းမှာဥက္ကဋ္ဌဆရာကြီးကကျောင်းဆရာကြီးကဒီစမ်းမမင်းပြောမှငါနားလဲပါတယ်ထိုင်ငမ်းမှာဆိုနဲ့အဲ့ရုပ်ခနဲ့ဆဲလဲတော့ရှင်းဝါဆပ်ပြလေးတော့မတောင်းဘူးကျွန်တော်ပဲနာကျွန်တော်ကကျောင်းဆရာယောဂပါဒါကြောင့်တကယ်လို့ဆရာလုပ်တဲ့အတန်ပါနေလို့ရှိရင်ခွင့်လို့ပါလို့ကျွန်တော်ပြောချင်ပါတယ် to know all is to forgive all အားလုံးကိုသိခြင်းခွင့်လို့ခြင်းပဲသိလေခွင့်လို့နိုင်တယ်စိန်မာနာနဲ့မြတ်စွာဘုရားသခင်ကိုတောင်းတမြတ်ပြီးတော့မြတ်စွာဘုရားသခင်ကဘာကြောင့်ခွင့်ပြုနိုင်လဲဆိုတော့ပုထုဇဉ်တော်ဥမ္မာတကောလူစရာအယူရပါလားဆိုအစအဆုံးပြနေတော့သူကဘာပြောရရှိလဲခွင့်လွှတ်နိုင်တာပေါ့အယူလို့သဘောထားပြီးသားဆိုခွင့်လွှတ်နိုင်တာပေါ့ဆိုတော့ဆေးမှာလူနာတယောက်ကရောက်သွားတဲ့ခါမှာဒေါက်တာဥမ္မာကိုတောင်းတမြောက်ပြောနေပြောတဲ့ကဘာလို့ကတေးကောင်ကဟင်
ဘောင်းဝီနဲ့နံကထိုင်နဲ့နောက်ကကောင်မတွေတထွေးနဲ့ဆိုတော့တာဥပမာဘာပြောပါလဲခွင့်လို့မှာပေါ့သူကအယူဆသိနေတာကိုအဲဒီလိုပဲကျွန်တော်တကယ်လို့ပြောတဲ့ခါမှာခလေးတွေကိုပြောတဲ့ခါမှာကျောင်းဆရာလေးသားလူကြီးလေးသားပါသွားလို့ရှိရင်စိန်သမဏကိုမြတ်စွာဘုရားသခင်ကခွင့်လို့သလိုဒေါက်တာဥမ္မာကသေသဝေဒနာရှင်တယောက်ကိုခွင့်လို့သလိုကျွန်တော်ခွင့်လို့ပါပြောပြစီကဲဒီချိန်ကစပြီးတော့ကျောင်းသားလူငယ်တွေကျွန်တော်ပြောခြင်းနဲ့ကျောင်းသားဟုတ်မဟုတ်လူငယ်တွေပေါ့ပြောချင်တာကဘာလဲဆိုလို့ရှိရင်အရေးအကြီးဆုံးကစကားတစ်ခွန်းနဲ့ပါဒီအခွေတစ်ခွေလုံးမှာပြောမဲ့စကားတစ်ခွန်းနဲ့ရဲ့လွယ်လွယ်လေးရဲ့အဲ့ဒါဘာလဲဆိုတော့မင်းလက်ခံလိုက်စမ်းပါဒါပဲမင်းလက်ခံလိုက်စမ်းပါဆိုတော့ဘာကိုပြောရလဲဆိုတော့ငါလည်းငယ်ကကြီးလာတာကိုပေါ့ကြီးလာတဲ့ခါကျတော့ငါလည်းမင်းတို့ငါဓာတ်ပုံတွေကိုတူဦးပါလိမ့်မယ်ရုပ်ကတော်နာတယ်လူဆိုးတဲ့ပေါ့ကွာတို့လူငယ်အထူးဖြင့်လူယူပေါက်ဆက်အရင်မှာတို့စိတ်ထဲမှာစိတ်မကောင်းဆုံးဟာအယုံဆိုးခြင်းပဲပေါ့ရုပ်ဆိုးခြင်းရတယ်လေဒါမှချောမမချောတတ်နေလားမင်းကောင်းပြီလောကကြီးမှာနော်ရွေးချယ်ခွင့်ရှိတာရှိတယ်ရွေးချယ်ခွင့်မရှိတာရှိတယ်ဥပမာဆိုကြပါစို့မင်းကသဘောပေါ်မှာတင်ထားတဲ့ပစ္စည်းတစ်ခုကိုတွေ့တယ်မင်းယူခြင်းရင်ရတယ်မယူခြင်းလည်းရတယ်မင်းရွေးနိုင်တယ်လက်ဖေးဝင်သွားတယ်ဟိုကလာမိတယ်ဆရာကော်ဖီလားလက်ဖေးလာလို့မေးတယ်အေးလားအပူလားလို့မေးတယ်မင်းယူနိုင်တယ်လေကော်ဖီဘယ်လိုလက်ဖေးမင်းယူနိုင်တယ်ဒါကောင်းပြီမင်းအဖေအမေကနေမွေးလာတဲ့ကိစ္စမင်းယူရတာလားကိုင်းကျန်စနာရှင်းလို့ရမလားမရဘူးမင်းဒီအဖေအမေကနေမွေးလာခဲ့တာမင်းရေးလာတာဟုတ်မှမဟုတ်ပဲပဲရှင်းလို့မရဘူးကောင်းပြီမင်းရုပ်ကြီးကမြေပေါက်ကကျင်းတယ်မြေရက်ကလည်းမပါဘူးနှာခေါင်းကလည်းတူသေးတယ်အသားကလည်းမဲသေးတယ်ကိုင်းမင်းရေးလို့ရလားဒီတည်းကြီးပါလာတာမင်းဘယ်လိုလုပ်ရေးမလဲတော့မဟုတ်အဲ့လိုမဟုတ်နဲ့မြေလုံးလေးရလှတယ်ကောင်းပါလေးဆိုလို့ရှိရင်ဒီလိုတော့မြေလုံးလေးရလှတယ်ပလုံးတုံးနဲ့ရုပ်တလွဲအဲ့ပလဲတလုံးရွက်တလုံးလှတယ်ကိုက်ရွေးတာလားသူ့လိုချင်လို့လှုပ်ခါတာလားအသားဖြူတယ်ကြည်ရဲစင်တယ်ကိုက်ဒါရွေးတာလားသူ့ဘာလို့ဖြစ်လာတာအဲ့ဒါကိုမရွေးလို့ရလားရွေးလို့မရဘူးဆိုရင်မင်းလက်ခလိုက်ပါငါရုပ်ကသိုးတယ်လို့လက်ခံလိုက်ပါကောင်းပြီဘာဖြစ်လို့လက်ခံလိုက်ပါလို့ပြောတယ်လဲဆိုတဲ့အခါကျကိုယ်ရုပ်သိုးတဲ့ဥစ္စာကိုကြည့်ပြီးအားငယ်နေမှဆိုလို့ပြောတာအားနေနေမှဆိုလို့ပြောတာငါကဖြစ်သူတို့တော့အသားမဖြစ်ဘူးအသားလေးကမဲလိုက်တာငါဖြစ်သူတို့တော့နှာခေါင်းကလည်းမလှဘူးနေလုံးကလည်းမလှဘူးအဲ့လိုဖြစ်ပြီးအားငယ်နေလိမ့်မယ်အဲ့ဒီလိုအားငယ်နေတယ်များကာလပတ်လုံးမှာမင်းအတွက်ဒုက္ခကြီးပဲအောင်းမိထားပါဆိုလိုတဲ့အိဗယ်ကကိုယ်မှကိုယ်ရွေးချယ်ခွင့်မရှိတဲ့ပဲနဲ့ရတဲ့ကိစ္စကိုလက်ခံလိုက်ပါလို့ငါပြောကြတာကောင်းပြီငါကရုပ်လှတဲ့သူနဲ့ရုပ်ချောတဲ့သူတွေရဲ့ဘဝကိုငါရှိပြီးတော့ပြောတော့မယ်ငါကိုယ်တိုင်ခံစားရတာနော်ငါရုပ်ကလည်းမင်းတို့ဓာတ်ပုံလေးပါတယ်တူးပါလိမ့်မယ်တချို့ဟောပြောပါတယ်ပါတယ်မှာတူးပါလိမ့်မယ်ငါရုပ်ကလည်းတော်တော်နာတဲ့ရုပ်ကိုယ့်ဘာကိုသိတာပေါ့ငင်းငင်းကသိကြတာဘာကြောင့်လဲဆိုတော့ငါခက်နေတယ်မှာရုပ်ချောတဲ့ကောင်တွေနဲ့တွေ့ခဲ့ဘူးလေအဲ့ဒီမှာပြောလိုက်အောင်မှာကွာရှက်ဆရာလည်းကောင်းပါရဲ့သင်္ကန်းစာယူတာလည်းကောင်းပါရဲ့ဒီမျိုးလုံးကောင်းတာပေါ့ငါတွားတွဲပြီးတာဘယ်သူနဲ့တွဲမိလဲဆိုတော့တို့တောင်ငင်းကြီးမှာအထွဲသူ့နာမည်အထွဲတဲ့အထွဲဆိုတာသူကတရုတ်ကဗျာဒါမဲ့တရုတ်လိုတလုံးမှမတက်တဲ့ကဗျာပါဒီကောင်ကဘာအစ်စ်ပဲသူကအဖေမေးကနေပြောတော့ရွေးချယ်ခွင့်မရှိဘဲနဲ့ရောက်တော့ပြင်းထက်ရောက်တော့တဲ့အထွဲဒါမဲ့ခင်မောင်ထွေးလေးလက်ထဲမှာဘုံမှုဖြစ်နေအမှုထမ်းပြီးတော့မှပထုံနားစီမှာဟယ်လီကော်ပတာပြက်သူကျဆုံးသွားရှာတယ်ဒီကောင်နဲ့မှလည်းကျောင်းသားပေါ်မှာတိတ်တွဲတယ်အဲ့ဒီကောင်ကလည်းမင်းချောသလားမမင်းနဲ့ရုပ်ကရုပ်ချောတဲ့အပြင်အသားရည်လည်းတောက်နေတာတောင်ကြီးမှာမောင်ရပြီတဲ့ဗျာကားဗလားမောင်ဗျာကိုလုံးကဘောကလှသလားမင်းနဲ့သူအဲ့ဒီတုန်းကသူ့ကိုယ်ကာယကိုပြနေတဲ့အချိန်မှာပဲကြောက်ဖြူသားကြောက်စီရုပ်ထုကိုကြည့်ရလို့လှအဲ့ဒီဟာထားတော့ဒီကောင်ကစိတ်ရင်းကလည်းသိကောင်းတယ်အထူးသဖြင့်စိတ်ရင်းကောင်းတဲ့အပြင်ကောင်းတာပါလေဆိုသူ့ကိုကြည့်ရတယ်ဆိုတာ
ရီလို့ရှိရင်အပြည့်ရီတာရီမမဟာကိုအောင်လေးဟာဆိုတော့ဗဇက်ကြီးကိုဖြဲပြီးအပြည့်ရအဲ့ဒီဥစ္စာဘယ်လိုကိုချစ်ဖို့ကောင်းမှမသိငါလည်းအဲ့ဒီကောင်းတဲ့မှာသွားတွဲပြီဗျာတွဲမိတာအရှင်းမကြီးသူကလည်းငါ့ကိုတော်တော်ခင်ပါတယ်ငါအဲ့ဒီမှာနည်းနည်းလေးစီးရင်ချုပ်တဲ့သဘောရှိတယ်ကွာလက်ဖက်ရည်တော့ပြီဆိုလို့ရှိရင်လက်ဖက်ရည်ဆိုင်မှာငါအမှန်တိုင်းပြောလို့ရှိရင်သိမထိုင်နိုင်ဘူးသူကဇွတ်လာခေါ်တယ်တခါတည်းဘယ်လိုဖြစ်တယ်လဲဆိုလို့ရှိရင်လက်ဖက်ရည်ဆိုင်ကသူ့အိမ်နဲ့ငါအိမ်ကြားမှာရှိတယ်အဲ့ဒါငါအိမ်ကိုကြောလာပြီးခေါ်သေးတာကိုယ်ကလာလက်ဖက်ရည်တော့ဆိုခေါ်တော့နောက်ပြန်သွားတယ်အဲ့လောက်ကျော်သွားတယ်နောက်ကိုခင်မိပါတယ်တော်ခုပြန်ပြောခုကျေးဇူးတင်ပါတယ်ကွယ်လုံးသွားရှာပြီအထွေခင်မောင်ထွေးအင်မတန်ကျေးဇူးတင်ဖို့ချစ်ဖို့ကောင်းတဲ့ကောင်ပါအဲ့ဒါနဲ့သူကလာပြီးခေါ်တော့တိတ်ခင်တဲ့ခါကျသူနဲ့တွဲပြီးနေတာပထမဆုံးစသတိထားပြီးတာဘယ်မှာလဲဆိုတော့တို့တောင်မင်းကြီးရတယ်မဝင်းကိုကားစီးတဲ့အခါအဲ့တော့မော်တော်ကားတွေကလူထိုင်ကုန်လေးဘာတွေငါတွေမပါသေးဘူးမပါသေးခင်မှာထိုင်လိုက်တော့စပယ်ကနေရာလေးပါလေလွတ်ပြီးဆိုရင်သူ့ကိုအရင်ပေးတယ်ဗျာဟာလာဆရာလေးအကိုလေးဒီမှာထိုင်ငါကြတော့မယ်လူလေးတောင်မသွင်းဘူးဟာအတူတူလာတဲ့လူကြီးပထမဆုံးစသတိထားမိတာနောက်ကြတော့ခဏသတိထားမိတယ်ရုပ်ချောတဲ့လူကိုလောကပူမျက်နှာသာပေးပါလားဆိုတော့ငါစိတ်ထဲမှာသိစိတ်ကလားမသိစိတ်ကလားမပြောရဘူးငါသတိထားမိတယ်အဲ့ဒါနဲ့တနေ့ရောက်တော့မကွေးမှာတို့ကရုပ်ရှင်ကြည့်ကြတော့အဲ့ဒီမှာရုပ်ရှင်ဖြစ်တာဒီလိုပါဟိုးရှင်းဆုံးကငါးမိုးတန်းနောက်သုံးမှတ်တန်းနောက်တစ်ချက်တန်းသူတို့မှတစ်ချက်ခွဲတန်းအဲ့တော့သူလည်းငါနဲ့ရုပ်ရှင်ကြည့်တော့တစ်ချက်ခွဲတန်းကကြည့်တာပေါ့ကွာတစ်ချက်ခွဲတန်းကကြည့်တော့တစ်ချက်ခွဲတန်းဆိုဟိုးနောက်ဆုံးတန်းဆိုတော့တို့ရလည်းပဲရှင်းဆုံးတန်းမှထိုင်လိုက်တယ်ထိုင်လိုက်တာဘာကြောင့်လဲဆိုတော့တစ်ချက်တန်းနဲ့တစ်ချက်ခွဲတန်းမှာကားထားတဲ့ဒီဝိနည်းလေးဆိုတော့ကွာစီယိုလေးရှိတယ်အဲ့ဒီစီယိုလေးပေါ်မှာခြေထောက်တင်ပြီးကြည့်ရတဲ့ဥစ္စာဇင်ကြတာဟုတ်အဲ့ဒါနဲ့အသာထိုက်ကြည့်အောင်ရှင်းဆုံးတော့မှသူနဲ့ငါနဲ့နှစ်ယောက်တယ်နောက်ပိုင်းမှာလည်းလူကသိနေမှမရှိဘူးတကြခွဲတဲ့ကလူသိနေမှမရှိဘူးကွာအဲ့လိုကြည့်တယ်လို့ငါသတိထားတာကြည့်တော့ကြည့်နေကနေသဘောပေါက်လာတော့ငါဘာပြောလိုက်တော့ဟဲ့ကမောင်ဖေးငါမင်းနဲ့ပေါက်လာတော့နားတယ်နော်အနာခံပေါက်နေရတယ်ဆိုငါခုမှကြာမှသဘောပေါက်လာတယ်ဆိုဟုတ်ကောနေနဲ့မင်းကရဲနေတယ်ကိုယ်နဲ့ခင်ဗျအဲ့လိုမပြောနေတာလေပြောတော့တော့ပြောအနာခံပေါက်မှာခင်ဗျဘာနားနေလို့ပြောမယ်ဆိုလို့ရှိရင်ရုပ်တရက်ခုနလက်ဖေးကိုဘာညာဒါမျိုးတွေဖြစ်နေမှာငါပြောနေတယ်ဗျာမင်းကရုပ်ဖြောင်းတယ်ငါရုပ်မဖြောင်းဘူးမဖြောင်းတဲ့အခါကျတော့မင်းနဲ့ရှင်လိုက်တော့ငါပို့ဖို့နားနေတယ်ဘယ်လောက်နားလဲဆိုတာမင်းကြည့်အဲ့ဒီမှာတစ်ချက်တန်းကဝင်လာတဲ့ကောင်မတွေဝင်လာတဲ့ခါမှာကြည်စမ်းကြည့်အဲ့ဒီကောင်မတွေကဆယ်ယောက်ဝင်လာရင်မင်းကို၈ယောက်ကြည့်တယ်ငါ့ကိုမကြည့်ဘူးကြည်စမ်းကြည့်ဆိုဟာခဏလေတောက်တိတော့လေဟေးကောင်မင်းကြည့်กว่าလေမင်းစကားနဲ့အနေနဲ့ဘယ်တော့ငါနာလဲဆိုတော့မင်းငါပြောပြမှာကြည့်တဲ့အခါကျဘယ်လိုဖြစ်လဲဆိုမိန်းကလေး10ယောက်ဝယ်လာလို့ရှိရင်10ယောက်ကငါ့ကိုကြောသွားတယ်သူ့ပဲကြည့်တယ်2ယောက်လောက်ကတော့ငါ့ကိုမတော်ဆကြည့်တယ်ကြည့်ပြီးတဲ့အခါကျဘယ်လိုဖြစ်လဲဆိုငရံကိုဘောလုံးပိတ်မှလိုက်ထုံးဆိုပြန်သွားတော့အဲ့မှာခင်မောင်ထွေးပဲစိုက်ကြည့်တယ်တွေ့လားပြီးဘလောက်ငါနာတော့ဆိုသိလားငါတို့လူကအရေမှာကောင်းမရရာသူ့စိတ်ကအခန်းကြီးဆုံးပါအဲ့ဒါမင်းနဲ့ငါပေါင်းလိုက်တဲ့ခါကျကြည့်သမျှကောင်းမတွေကမင်းကြီးကြတယ်ဗျာမင်းတော့သဘောကျတယ်ငါကြီးနားနာနေတဲ့ခါကျတော့မင်းတွေ့ကြည့်တာလို့မင်းနဲ့ငါပေါင်းရတာမင်းနောက်လာဆိုအဲ့အထွေဆိုတော့ခင်မောင်ထွေးဆိုကောင်ရီလိုက်တာလေပါဇက်ကြီးကတခါတည်းဒီမင်းနဲ့ဖက်ဆိုင်သွားတာပေါ့အိုးကြီးကြောက်ကိုဓာတ်နဲ့ခက်လိုက်တဲ့အတိုင်းပဲရီးပြီးတော့ဟာခမရတောက်တိတောက်တယ်ခင်ဗျားတို့ထပ်တယ်မကန်ကျုပ်ခင်ကျုပ်ကိုကျုပ်နဲ့တတိပထားမယ်ခင်ဗျားလည်းတတိပထားထားသမှာဗျာတဲ့ကျုပ်စိတ်ထဲမှာတဲ့ခင်ဗျားကိုကျုပ်ရုပ်ဆိုးတာချောတာကထဲကိုမစင်လာဘူးဟောသိတတိထားဖို့လာပြီနော်ခင်မောင်ထွေးပြောတယ်နော်ခင်ဗျားကိုကျုပ်ရုပ်ဆိုးလားချောလားဆိုတာထဲကိုမစင်လာဘူးဟုတ်တယ်ဒီမှာဘာပေါ်လာလဲဆိုတဲ့ခါကျတော့မေတ္တာတတ်နဲ့အသိစိတ်ရင်းနေအယုတ်ထဲမှာအရေးကြီးဆုံးကပေါ်မလာဘူးလားကောင်းပြီမင်းတို့တွေ့အောင်မင်းတို့အဖေမေရုပ်ဆိုးတာစဉ်းစားမှုလားကောင်းပြီမင်းအဖိုးအဖွားကိုမချစ်ဘူးလားချစ်တယ်မင်းဖေမေကိုမချစ်ဘူးလားချစ်တယ်ကောင်းပြီရုပ်ဆိုးလားမစဉ်းစားမိဘူးလားဟာအဖေကဒုက္ခကြီးတယ်ခါလေးရိုက်တတ်တယ်တို့လို့အမေကစိတ်တူလိုက်တယ်အဖေကသိခတ်တယ်ကဲဘာလို့လဲမေးလှမ်းတယ်လေသူစိတ်သူမြတ်တာဒါမှမတော်ဘူးလားဟောဒါကြောင့်မင်းတို့ပြောချင်တာမင်းရုပ်ဆိုးလာလားလက်ခံလိုက်ပါ
ရုပ်ဆိုးတဲ့စာဒါပဲလို့ရုပ်ဆိုးတဲ့ဥစ္စာဒီခဏတာဆိုတဲ့သဘောပေါက်လိုက်ပါကောင်းပြီဆက်ပြီးတော့ရုပ်ဆိုးတဲ့ဥစ္စာပြောအောင်မယ်ဆက်ပြီးတော့ရုပ်ဆိုးလို့မလို့မျက်စိထဲမှာဝင်နေနေလားမနေနဲ့နော်လောကကြီးတစ်ခုမှာတဲ့ဒီကဘာကြီးကိုဖန်တီးနေတာရုပ်ဆိုးတဲ့လူတွေဖန်တီးထားတာတဲ့ဗျာဘာကြောင့်လဲဆိုပြောအောင်ပဲပြီးပတ်ဝန်းကျင်ကိုတတိထကြည့်အောင်မယ်ကလေးတွေတောက်ပါလှမ်းပြီးချီလို့ရှိရင်ရုပ်ချွန်းတဲ့ကလေးကိုအရင်ချီခြင်းနဲ့နော်ဟဲ့လှလိုက်တာဘယ်သူကလေးလို့လာပါအောင်အန်တီစီကိုလာပါအောင်အမလီမမစီကိုလာပါအောင်ဦးလေးစီကိုလာပါအောင်လေရုပ်ချွန်းတဲ့ကလေးကိုခေါ်တာရုပ်ချွန်းတဲ့ကလေးကြလို့ရှိရင်ဟာသူတန်းနဲ့အေးပြီးပါကဲဟိုကောင်ကချီရမခံရဘူးရုပ်ချွန်းတဲ့ကောင်ကရုပ်ချွန်းတဲ့ကလေးကချစ်ချစ်စားခေါ်တာကဲကွာမလာဘူးလားအဲ့တော့ရုပ်ဆိုးတဲ့ကလေးရဲ့စိတ်ထဲမှာလောကကြီးကငါ့ကိုသိမပြူပါဘူးဆိုသူပါဖြစ်လာတော့ဘာလုပ်လဲသိရေးကြည့်ရပြီနော်သတိထားနော်ကောင်လေးကောင်မလေးသတိထားအဲ့ကြဘာဖြစ်လာလဲဆိုလောကကြီးကသူ့ကိုမခေါ်ရင်လောကကြီးကခေါ်ကြအောင်ငါလုပ်ရမယ်ဆိုစိတ်မျိုးလေးသူ့ကိုယ်သူမသိပဲနဲ့သူ့ကိုယ်သူမသိလိုက်ဖဲနဲ့ကျူးစားလာတယ်အဲ့တော့သူကဘာလုပ်လာလဲဆိုရင်ဘုဒ္ဓရှိအောင်လုပ်လာတယ်စကားပြောကောင်းလုပ်လာတယ်အဲ့ဒီတဲ့နောက်ထပ်ဆိုးလိုက်ပြောလိုက်မယ်ဆိုလို့ရှိရင်အိမ်မှာအကူညီရအောင်ပန်းမင်းရေလောင်းပေးတယ်အိမ်ရခင်းပေးတယ်မနေ့လာထားလိုက်အိမ်ရသိမ့်ပေးတယ်ဘာကြောင့်လဲဆိုသူကရုပ်ကလေးကနည်းနည်းဆိုးတော့မိဘတွေပတ်ဝန်းကျင်တွေအကုန်လုံးကချစ်အောင်တော့လုပ်လာတယ်သူကိုယ်သူမသိလိုက်ဘူးနော် unconscious mind သူကလည်းမသိဘဲနဲ့လှုပ်ရှားရတယ်အဲ့လိုလှုပ်ရှားရင်ကနေပြီးတော့မှဘာလို့ဆိုရုပ်ချွားတဲ့ကလေးကအလွယ်တကူပတ်ဝန်းကျင်ကလက်ခံလိုက်တော့သူကဒီတိုင်းလိုက်သွားတယ်လောကကြီးကသူ့ကိုရေဝင်လေးသွင်းလိုက်တော့သူကလောကရဲ့မျက်နှာမမြင်လဲရတော့ရုပ်ချွားတဲ့ကလေးကကြတော့လောကကြီးကသူ့ကိုရုပ်ပြက်လက်မခံတော့ခလန်းလန်းရနေရတယ်နေရတော့သူကလောကမျက်နှာကိုလှမ်းမြင်လိုက်ရတယ်အဲ့ဒီမှာသူချင်းကြွားပါတယ်လောကမျက်နှာကိုလှမ်းမြင်လိုက်ရတဲ့ခါကျလောကကြီးရဲ့မျက်နှာဘယ်လိုဟာလဲဆိုသတိထားပြီးတော့လောကကြီးကျုပ်တဲ့ကိစ္စကိုသူကကြိုးစားတယ်အဲ့လိုကြိုးစားရင်ကနေပြီးတော့မှသူရဲ့ပင်ကိုအရင်ရှင်းတဲ့ဖြည်းဖြည်းတက်လိုက်တာအဲ့တော့ကောင်းပြီအပေါ်ယံရုပ်ဆိုးခြင်းချောခြင်းဆိုတဲ့ကိစ္စနဲ့အတွင်းဗီဇစိတ်တို့ပညာချောခြင်းနဲ့ဘယ်ဟာသွားလဲဆိုမင်းဘယ်လိုရုပ်ချောလဲချောသားမှာကောင်းပြီမိကလေးတယောက်ဆိုတော့ကလှလိုက်တာအမလီပိတ်ရှာတာပဲကိုလုံးကိုကလေးလည်း37 21 37ဂီတာရှိဒါလွယ်လို့အသက်40ကျော်သွားတဲ့ခါကျတော့ဟုတ်လား37 47 37ပြပါရှိသွားပြီပြပါရှိတဲ့ဂီတာရှိကပြောင်းသွားတာပြီးသွားပြီလေအဲ့ကျ finish လောကကြီးမှာသူဏီကုန်းတက်သွားပြီဟုတ်ဘူးလားဒါပညာကြတော့အဲ့လိုနေသလားအဲ့ဒီမှာငါဆက်ပြောလိုက်ရှင်လေးဗျာမင်းတို့စကားစမိလာလို့ပါလူတွေကနော်မင်းပြန်တွေ့ကြည့်ကြခဏတည်းရှုပ်လှတဲ့ကိစ္စလို့37 21 37ကျတော့လှအောင်ကြိုးစားလိုက်ကြတာယောက်ျားတွေရတယ်သူတို့ကိုယ်လုံးတွေပေါ့လေလက်မောင်းကြီးတွေဆိုကြော်သားကြီးတွေအဖုနဲ့ထုပြီးခရာခြင်းရအောင်ဆိုပြီးတော့သိကြိုးစားတာဒါမဲ့အဲ့ဒါကိုသာကြိုးစားတာနော်ငွေရတဲ့ဆိုပြီးတင်းရင်လုံးအထိတုံးနေရတဲ့အုံနောက်ဖွင့်မျိုးကြမကြိုးစားရဘူးခက်ဘူးလားမင်းတို့ဒါစကားဆက်ပြီးလို့ပြောလိုက်တာပါမင်းတို့စဉ်းစားကြဖို့ပြောတာပါမိန်းကလေးဘလောက်ပဲလှလားနောက်ဆုံးပြကြတဲ့ခါကျအဲ့ဟိုဒါဂီတာရှိတ်ကနေပီပါရှိတ်ဖြစ်သွားတာအဲ့တော့ဒါမှမိန်းကလေးတွေကလည်းသူတို့စီတယ်မယ်ဒီရနေစမှာဂီတာရှိတ်ဖြစ်အောင်ကြိုးစားကြတာပဲယောက်ျားလေးတွေကလည်းအဲ့ဒီလိုပဲအဲ့တော့မင်းတို့အသိဉာဏ်ပညာပို့ရေးကြည့်တဲ့စာလေးကိုစကားဖြတ်ပြီးပြောလိုက်တာပါကောင်းပြီခုနကစကားပေါ့ကွာရုပ်ဆိုတဲ့လှခြင်းနဲ့ယောက်ျားလေးဖြစ်စီမိန်းကလေးဖြစ်စီလှခြင်းတာပဲဒါမဲ့လို့အဲ့လှတဲ့ဥစ္စာကိုမမဲ့ဘူးလားဆိုတော့မက်ထားပဲယောက်ျားလေးလည်းမက်ထားပဲမိန်းကလေးလည်းမက်ထားပဲအဲ့တော့ခုနကပြောရုပ်ဆိုးတဲ့ကလေးတွေကခက်ခက်လှမ်းလှမ်းလေးကနေလဲရတဲ့ခါကျအော်လောကကြီးဟာငါရုပ်မလှလို့ဝင်မရဘူးအဲ့တော့ငါဘာရှားရင်ကောင်းမယ်ဆိုတာစဉ်းစားတော့အဲ့ဒီမှာသူကပညာဆိုတဲ့သဘောအတွေ့ခေါ်ဆိုတဲ့သဘောဒုံလို့ရှိနေတယ်လောကကိုဆွမ်းဆောင်နိုင်တဲ့သဘောလောကကိုကူးခြင်းတဲ့သဘောအဲ့ဒီဥစ္စာတွေသွားစဉ်းစားတာအဲ့စဉ်းစားတဲ့အခါကျတော့မှသူကဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့သူကလောကတွေကိုရင်ဝင်နေအမှန်တည်းရောက်လာသူရောက်တော့ရောက်နေရ
သင်္ခါရသိဆန်တဲ့ချက်ချင်းပြောက်ပြတ်တဲ့ရုပ်လှတဲ့အနေနဲ့ဝင်လာမှုမုံမဲနဲ့ဘာနဲ့ဝင်လာဆိုရုပ်ဆိုးတဲ့လူတယောက်အနေနဲ့တို့တော့လောကကိုအထောက်ပံ့ပေးနေတဲ့လောကကိုကူညီနေတဲ့ပတ်ဝန်းကျင်ကိုကူညီနေတဲ့အပြင်တွေရောက်လာတယ်စကားပြောကောင်းလာတယ်အတွေ့အခေါ်အစဉ်းစားတော်ကောင်းလာတယ်ဘုဟုတ္တရှိလာတယ်အဲ့ဒါနဲ့ဝင်လာတဲ့ခါကျတော့ခုနအတွေ့အခေါ်ဘုဟုတ္တလောကကိုအကူအညီပေးနိုင်ရင်လောကကိုအထောက်ပံ့ပြုနိုင်ရင်ပတ်ဝန်းကျင်ကိုအကူအညီပေးနိုင်ရင်ဆိုတဲ့ဥစ္စာနဲ့ခုနရုပ်လာတာနဲ့ဘာဆိုင်တော့လဲရုပ်လာတော့ပတ်ဝန်းကျင်ဘာဖြစ်လို့ဘာမှမဖြစ်ဘူးသူ့ဘာလို့လှတာရှိတာဟုတ်ဟောကောင်ကရုပ်ဆိုးပြီမဲ့လို့အဲ့ဒီဟာတွေဖန်တီးနိုင်တဲ့ခါကျသူ့လောကပိုးပြီးကြည်ဆိုတာလက်ခံလာတယ်ဒါမဲ့ထာဝရတည်တာကြတော့ရုပ်လှခြင်းသိခြင်းဆိုတာကြီးဟူးနောက်ဆုံးရောက်သွားတယ်ဘာလို့ဆိုသူကပြီးသွားတာကိုရုပ်ဆိုးသွားတာကို20ကျော်အစိတ်ပိုင်းမှာအရွယ်တစ်စိတ်ခိုင်းတော့စိတ်တိုင်းညတော့မှမရတော့ဘူးဆိုတာဖြစ်သွားတာအသက်40ကျော်တဲ့ခါကျသွားပြီးပရင်နေတွေတွန့်ကုန်ပြီဘာရှိသေးလို့ဘာမှမရှိတော့ဒါမဲ့လို့အဲ့ဒီချိန်မှာရုပ်ဆိုးတဲ့ကောင်ကသူစီးမှုထားတဲ့ပညာရက်တွေအဲ့ကြလေအကျိုးပြုလေအဲ့လိုဖြစ်တယ်ကသူကလောကကြီးထဲမှာသုံးဝင်လာတာပေါ့ဟုတ်လားတို့ဗမာပြည်မှာပြန်ပြီးကြည်စမ်းကြည့်ပေါ့နော်ခေါင်းဆောင်ဖြစ်တဲ့သူကိုပြန်ကြည့်ဘုရားအောင်ဆန်းရုပ်ကိုမင်းတို့ငါတို့ကအမြဲတမ်းငွေစက်ကူထဲမှာတွေ့နေရလို့သူ့ကိုကြည်ရတဲ့စိတ်ရှိလို့ကြည်နေရတာသူ့ရုပ်ကြီးကြည်သမ်းပါလားနှဟန်းတွဲကြီးနဲ့ရုပ်ကဒဇဲမှမဟုတ်ဒဇိမ့်စိတ်သေချာပြန်ကြည့်တော့မင်းတို့ဘုရားအောင်ဆန်းဆိုတဲ့ရုပ်ကိုဘုရားအောင်ဆန်းဆိုတဲ့ဟာကိုဖြတ်ပြီးတော့လူတယောက်နေတဲ့ကြည့်ဆိုင်သူ့ရုပ်ဒဇဲမှမလားသခင်စိုးလို့သခင်တန်းထုံးလို့အမလီတုံးလိုက်တဲ့ရုပ်မှအားနာမလားပြောရတာနော်တော်တော်တုံးပါလေဗမာပြည်မှာထင်ရှားခဲ့တဲ့လူတွေပြန်ကြည့်သမ်းပါရုပ်ဆိုးတဲ့လူတွေကြီးပါပဲရုပ်ချောတဲ့လူစား 1% ပေါ့100နှုန်းတော့မရှိကောင်းပြီအဲ့ဒီကနေပြန်ပြီးစဉ်းစားလိုက်တဲ့ခါကျတော့အမေကဘာနဲ့တောင်ချီလာတယ်နော်ကြီးကျယ်စွတ်ပြောလိုက်အောင်ပါအမေရိကန်ပြည်မှာတဲ့တမတာကြီးတွေ39ယောက်တော့ဘုတော့40လောက်ဖြစ်သွားတာမသိဘူးကွာငါဖတ်တော့ကတော့39ယောက်ပါလားကွာအဲ့ဒီ39ယောက်ရှိတဲ့ထဲမှာတဲ့ရုပ်ချောတဲ့တမတာ9ယောက်လောက်ပါဘူးတဲ့အဲ့ဒီ9ယောက်ကိုတဲ့အမေရိကန်ပြည်သူတွေကိုပြန်ပြီးတော့ဓာတ်ပုံကိုပြပြီးသူဘယ်သူလဲလို့မေးတဲ့အခါမှာသမတတော့ဖြစ်ခဲ့မှုတွေထင်တယ်လို့ပြောတယ်နာမည်မသိတော့ဘူးဟုတ်လားမင်းကြီးတော့တရားမှာ99ယောက်မသိဘူးနောက်ဆုံးမကြတော့သမတကြီး9ယောက်လောက်ကိုမေးကြတဲ့ခါကျတောက်ခနဲ့ပြောနိုင်တယ်သူကဘယ်လိုပြောနိုင်တယ်အဲ့ဒါဘယ်လိုလဲဆိုကြည့်တဲ့ခါကျအဗရာဟမ်လင်ကွန်ဂျက်ဖာဆင်ဂျော့ဂျ်ဝါရှင်တန်အဲ့လိုဟာမျိုးတွေအကုန်လုံးပြောနိုင်တယ်အဲ့ဒီသမတတွေအကုန်လုံးဟာတရားမှရေမချောဘူးအဲ့တော့ဘူးတဲ့ကဘာလောကကြီးကိုဖန်တီးတယ်ဆိုတဲ့မှာတဲ့ရုပ်ဆိုးတဲ့လူတွေနဲ့ရုပ်ချောတဲ့လူရှင်းလိုက်လို့ရှိရင်ကဘာကြီးတို့ကရုပ်ဆိုးတဲ့လူဖန်တီးတဲ့လောကကြီးအဲ့ဒါဗျာပေါ်ဒီပေါ်စပြောတာမထင်နဲ့သေသေးချာချာကိုသူတေသနာလုပ်ပြီးပြောထားတဲ့စကားဗျာဒါကြီးကောင်းပြီရုပ်ဆိုးတော့ရုပ်ချောတော့ဘာဖြစ်တော့ဆက်ပြောလိုက်ကြအောင်ရုပ်ဆိုးတာနဲ့ရုပ်ချောတာဘာကွာပါလဲဆိုတဲ့အခါကျတော့ပထမတစ်ချက်ကရုပ်ဆိုးတဲ့သူကသူကလောကကြီးကသူ့ကိုအသာကြီးလက်မခံအဲ့လိုဝင်းဝင်းအောင်လုပ်ရတယ်အမေစကားဆက်ပြီးတော့ပြောရပါတယ်မင်းတို့မင်းမရှာတွေတွေ့မှာပေါ့မင်းမရှာတွေလို့ဆိုလိုက်လို့ဟိုလိုမင်းတို့အထင်မသေးနဲ့နော်အာကောင်မောင်းတော့ယောက်ျားတွေကဒီကောင်ဟာတွေကအချောက်တွေဘာညာပါမလို့နဲ့နော်မင်းတို့ရဲ့အစိုးအစအများကြီးရှိတာတွေရှိတယ်နော်သူတို့ခင်ဗျာမှာအချောက်လိုတဲ့ခုံခါရှိတဲ့မင်းမရှာလို့လဲပတ်ဝန်းကျင်အပိတ်ခါတော့သူတို့ခင်ဗျာတော့လောကကြီးကိုဝင်ဝင်အောင်တော့ကိုကြိုးစားရရှာတာဘယ်လောက်ထိအောင်ကြိုးစားတယ်ထင်လဲမင်းတို့မင်းအချောက်တော့မင်းမဟုတ်ငါချစ်တယ်မင်းအချောက်တော့မင်းအလှပြင်းနေတတ်သလားဟာသွားမလုံးနဲ့တော့တကယ်တော်ရနော်သူကအဲ့မှာအဖက်ဖက်မှာအိမ်အလှပြင်းကြီးအစမှန်းထိုးကြီးအစသူတို့တတ်နိုင်အောင်သူတို့အတိမတ်ပြောင်းကြိုးစားတယ်ဘာလို့ဆိုသူတို့မှာ handicap ခေါ်တာပေါ့အင်္ဂလိပ်လိုဆိုတပန်းနေရင်ချင်းရှာတာသူတို့ရဲ့ဘဝလေးကဒီလိုကဒီမိမရှာဖြစ်တဲ့ဆိုရင်သူတို့ဖြစ်ချင်လို့ဖြစ်တာမဟုတ်သူတို့ရွေးချယ်ဖို့မရှိဘူးဒီယောက်ျားဟော်မုန်းမိန်းမဟော်မုန်းဆိုတာရှိတယ်ကွာအဲ့မင်းယောက်ျားဖြစ်နေလဲမိန်းမဟော်မုန်းပါတယ်ကွာငါမိန်းမဖြစ်နေယောက်ျားဟော်မုန်းပါတယ်အဲ့လိုဆိုတာဥမာဆိုတာယောက်ျားဟော်မုန်းက20မိန်းမဟော်မုန်းက80ဆိုရင်မိန်းမဖြစ်သွားတာပေါ့ဒါမဲ့လို့တခါမိန်းမဟော်မုန်းက20ယောက်ျားဟော်မုန်းက80ဆိုပြန်တော့လေမင်းခုနမိန်းမဖြစ်သွားတာပေါ့သို့တော်လည်းပဲဘယ်နဲ့ဖြစ်လဲဆိုတော့ယောက်ျားဟော်မုန်းက60မိန်းမဟော်မုန်းက40ဆိုတော့သူကဟော်မုန်းကမနဲ့မတာဖြစ်တဲ့ခါကျယောက်ျားပဲဖြစ်လာတော့လေမိန်းမအငွေလေးကပါတာသူတို့ခင်ဗျာဒီဘဝ
ဂျင်းတော့ကွာဗီဇာလေးကြောင့်ဒီလိုဖြစ်လာတာဖြစ်လာတော့သူတို့စိတ်တွေကညံ့တယ်လို့တော့မထင်နဲ့နော်မင်းတို့ကြိုးစားမှုဝိရိယမှာမင်းတို့တဲ့အများကြီးကြီးနိုင်တယ်ကြီးအောင်ကြီးတယ်လို့ငါပြောချင်တယ်ကွာဘာလို့ဆိုမင်းကယောက်ျားစစ်စစ်ဖြစ်နေတဲ့ခါကျလောကကြီးအလိုလိုလဲနဲ့ယောက်ျားဟိုမှာယောက်ျားလည်းလက်မခံမိန်းမလည်းလက်မခံအဲ့လိုဖြစ်တော့သူတို့ခမညာမှာအရေးရှိအောင်စိတ်ကြိုးစားရတာဒါကြောင့်မလို့ပဲမင်းတို့ပြောတဲ့အချောက်လို့ခေါ်တဲ့မိန်းမရှာတွေမှာတော့မင်းတို့ရဲ့အများကြီးတော်တဲ့အရေးရှိနေရှိတယ်ဆိုတာအတိမပြပါထားတော့ခုဆက်ပြောချင်တာအဲ့ဒီမိန်းမရှာရောက်ချင်တာကိုငါပြောချင်တာမဟုတ်ဘူးပြောချင်တဲ့ဒီတွေကရုပ်ဆိုးတယ်ပဝန်းကျင်ကလည်းမခံဘူးလောကကြီးကလည်းမခံဘူးသူကဘာလို့ရလဲဆိုတဲ့ခါကျသူကအဲ့ဒီလောကကြီးကလက်ခံသူကအစိုးရကြိုးစားရပြီကြိုးစားတဲ့ခါကျအဖက်ဖက်မှာတော်အောင်ကြိုးစားတယ်စကားပြောကောင်းအောင်ကြိုးစားတယ်ပညာတတ်အောင်ကြိုးစားရတယ်ကွာနာမည်တွေဖွင့်ပြောလို့မကောင်းလို့ပါမင်းထားပါတော့သူတို့လည်းပဲအာနာပါတယ်စွတ်ပြောတိုင်းပဲဒီဗမာပြည်မှာရှိတဲ့ဆရာဝန်ကြီးတွေရှိတဲ့ specialist တွေရှိတယ်အဲ့ဒီဥစ္စာတွေကတရားမှရုပ်ဆိုးတာငါသိမတွေ့ဘူးတကယ်ကိုလုတ်ခဲ့သူတို့ဘာလို့ဆိုသူတို့ရဲ့မသိစိတ်ကသူတို့တွန်းပို့ထားတယ်အဲ့တော့ခဏငါပြောလို့ပေါ့လေရုပ်ဆိုးတဲ့ကလေးတွေကသူတို့ကိုသူတို့တိတ်တော်အောင်ကြိုးစားရတယ်ကြိုးစားရတဲ့အခါကျဘာဖြစ်လာလဲဆိုတော့တစ်ဖက်ဖက်မှာတိတ်ထူးချွန်သွားတယ်သူတို့လောကကလက်ခံတယ်လို့ရတယ်ဘာကြောင့်လောကကလက်ခံတယ်လို့ရလဲဆိုတော့အရေးကြီးပြီနော်တတိထားနော်သူတို့ဘဝကိုသူတို့လက်ခံလိုက်လို့ပဲသူတို့ဘဝကိုသူတို့လက်ခံလိုက်တယ်တော့ငါရုပ်ဆိုးတယ်ဆိုတာလက်ခံလိုက်တယ်မင်းလက်မခံဘူးလားသမီးကောင်းပါလေညီရုပ်ဆိုးတယ်လက်မခံဘူးလားငါရုပ်ဆိုးတယ်ဆိုတာလက်မခံဘူးလားအဲ့လက်မခံမဲနဲ့ငါမှအယုံဆိုးရှာတယ်အော်ငါခမရတနာပါတယ်အဲ့လိုလုပ်နေပါလားမင်းကနေစားပါငါရုပ်ကြီးကအသားမဲ့တယ်ကြောက်ပမာလည်းပါတယ်ရုပ်ဆိုးတယ်အဲ့ဒီဥစ္စာမင်းကဝင်းနေနေပါလားဝင်းနေနေပြေးလိုက်ပေါ့ကွာဒါပေါ့ပြေးတော့လူလုံးနေနေပြေးပြီးရောမသေးချင်းတော့ဘယ်လောကကြီးမှာအောင်မြင်လို့ရှိရင်အဲ့ဒါလက်ခံလိုက်ပါငါဒီကြားရနေကောင်းပြီငါရုပ်ဆိုးတယ်လောကကြီးကလည်းမခံဘူးကောင်းပြီငါချတယ်အဲ့ဒီစိတ်မျိုးရှိလို့ရှိရင်မင်းအောင်မြင်လာပါပဲအဲ့တော့မိကိုမင်းကြံစမ်းကြည့်ပေါ့ဒီကနေလက်စစ်တက်တော့မယ်နော်တစ်စစ်တက်တော့မယ်နော်သွားကောင်းပြီမင်းကြောင်းနေဘူးလားကြောင်းမနေနိုင်ဘူးလားကောင်းမင်းသာဆင်းရလားကြောင်းမထားနိုင်ဘူးလားလက်ခံလိုက်တော့ကြောင်းမထားနိုင်မင်းဆင်းရဲလက်ခံလိုက်ပေါ့လက်မခံလိုက်ဖဲနဲ့မင်းကိုမင်းအော်သူများတွေမှဖြစ်ကြောင်းနေနေရှာတယ်ငါဖြစ်ကြောင်းမနေနိုင်ဘူးလို့မင်းကဝင်းနေတယ်ပဲကောင်းလားပြီးတော့ပေါ့ပြီးလေစားလိုက်ပြီမင်းတို့ကပြီးတော့စိတ်သက်တော့တာပြီကောင်းတာကတော့ကိုယ့်ဘာကိုတောက်ပြီးလိုက်ကောင်းလို့မဟုတ်တာပါပဲမသိကြဘူးလားဆက်ချဘာကြောင့်လဲဆိုတတိနေတဲ့ကောင်တွေလောကကြီးသိမလို့ရှိပါဘူးသိဝင်းမနေနေပါနဲ့မင်းသိသွားလို့ဘယ်သူမှဝင်းနေမှာမဟုတ်ဘူးငါခဏပြောရဘူးပါလေဟုတ်လားတန်ညိုတစ်ခုကိုစစ်သားပုံကိုရိုက်ခဲ့ဓာတ်ဆိုရိုက်ခဲ့စစ်သားကမှတန်ညိုဝင်သွားတာပေါ့ဘာကြောင့်လဲဆိုတဲ့ခါကျတန်ညိုကမာတယ်လေစစ်သားကပြော့တယ်လေပြော့တော့တန်ညိုနေဖို့အတွက်ကိုစစ်သားတွေကဖယ်ပေးလိုက်ရတယ်ခဏပြောရဘူးပါလေဟုတ်လားတန်ညိုတစ်ခုကိုစစ်သားပုံကိုရိုက်ခဲ့ဓာတ်ဆိုရိုက်ခဲ့စစ်သားကမှတန်ညိုဝင်သွားတာပေါ့ဘာကြောင့်လဲဆိုတဲ့ခါကျတန်ညိုကမာတယ်လေစစ်သားကပြော့တယ်ပြော့တော့တန်ညိုနေဖို့အတွက်ကိုစစ်သားတွေကဖယ်ပေးလိုက်ရတယ်မင်းပြောဖယ်ပေးလိုက်ပေါ့သူများနေပြီမင်းသေပေါ့ကွာဒါပါပဲမင်းဆင်းရလားဆင်းရတာကိုလက်ခံလိုက်ပါမင်းကြောင်းမနေနိုင်ဘူးလားမနေနိုင်တာကိုလက်ခံလိုက်ပါဒါပေမဲ့အဲ့ဒီမနေနိုင်ကြတဲ့ငါဘာလုပ်လို့ဆိုတာဆက်ဆုံးရပါပြောကျင်တဲ့အိဗယ်တစ်ချက်ထည့်တယ်မင်းပြစ္ဆခအခြေအနေပဂရိအခြေအနေကိုလက်ခံလိုက်သမှာအပိမတ်ပြလိုက်သမှာငါညံ့ရင်ညံ့တယ်ဆိုတာလက်ခံလိုက်သမှာလက်ခံပြီးတော့မှအဲ့ဒီညံ့တာကိုဘယ်လိုတော်အောင်လုပ်မလဲဆိုတာစဉ်းစားပါဒါအရေးကြီးတယ်ငါပြောတဲ့ခေါင်းစဉ်မှတ်မိလားလက်ခံလိုက်သမှာမင်းရုပ်ဆိုးသလားရုပ်ဆိုးတော့လက်ခံလိုက်ပေါ့မင်းဆင်းရလားဆင်းရလက်ခံလိုက်ပေါ့ပညာမတတ်ဘူးလားအဲ့ဒါဝင်းနေနေမှာနာပညာမတတ်သေးဘူးလက်ခံလိုက်ပါတအောင်လုပ်ပဲဆိုတော့ဆက်လို့ရတယ်လောကကြီးမှာတော့လက်ခံရတယ်တော့အဲ့လက်ခံတယ်ကျိုးစားတယ်ဆိုတာတတ္တိပေါ့အင်္ဂလိပ်လိုတော့ moral courage လို့ဗမာလိုဆိုသိအတ္တိတို့ဗမာပြည်မှာဘယ်လောက်ရှောင်ဖြစ်နေလဲဆိုရင်ငါတခါကျသိမကောင်းဘူးကိုပြောလိုက်အောင်မယ်စောင်းမခလေးတွေကခိုးချတယ်ဆရာမကိုလက်ထိုးပြီးတော့လုံကြီးပေးပြီးတော့တိတ်ဖို့ပေးပြီးတော့အောင်မလို့ကြိုးစားတယ်အဲ့ဒီကောင်တွေလောကမှာကြီးပွားမဲ့ကောင်တွေမဟုတ်ဘူးဘာကြောင့်လဲဆိုတော့သူတို့ရဲ့အခြေအနေကိုပဂရိအခြေအနေကိုလက်မခံနိုင်တဲ့ကောင်တွေ
Han found in a county. Mahok Daniani, Kopatago, position Yabu, do that account. Wama Magona, Great Damage, Ericomia, Aljan of Yapimecom, Manamione, Namanamion. Fellowship to Yakina Kamecom. Pajanotro. Loga Ima, Gogo, Kaya, Gogo, Makailushi, Nigema, Gogo, Makaya, to Yakina Karate, Ericomia, to Yakina Kamecom. Namion. Also, Loga Ima, Domijaracon is all the Biva, Jimijo, Manamione. Camel, do not be the never be. To the young women, they go Melekana Juza. Come, Juza. Chia, Beha Juza, Male, Midiashi. Tata Josie. Victoria Buguno, I'm a lizard, no? Tata Josie here. They were better. I don't just think in ya, so I my father's ready to go. Not doing it. Era Balestro. A star to our mere food. Lavino. Call me. Na Mino, so Yogi, Na Yogi and Nare, look Yoga. Era Name, Zalamina Lucino Yamla, Yushimina Lucino Yamla. Alone, no body, Etima, Lujantima, or Zalamina told Bella, be like Iba, a Dasandroma, the can't do a token bidoma. Iba, Yushin a Bamabo. No, Malona knew. But that's your thing about it. Mihare. Doesn't do good job of the name of Sulusi. A far to me, Omin very Shiba. Mihar, Atna Magalo, a sort of machine Musuin, a council of the chiefs have been married, a council of Samias have been married. I do that. How day? Me Loga Mame, a sort of hitting a midnight bear and turn of Benelo, Kekakino. Loga Maya, Saya, Kanye, Tulubia. The Vesuros are a salon to shit to have big and later. The ring of George, you are a Jana Jana, Talumiabu, Kano, Yano, Sano. Two me out with that. Naga, Sujava, Afghan County Mother, Kaula Magona, and Venelo. Mamma is a young Avenelo Yard, Omima, Corsera, the way children and Mima, you. Cavello Blay. Elizabeth, Adam Gabule. A star to Mabo. Now a thousand the chiefs have your lumabo. A thousand BTS have your lumabo. Loga Imame, a star to Omizari, near the Nation, no, 3 Tano. A pepperma make use of the Niaraga Margari Punati. I do use of them. A good Jizan Kaliria. Somewhere my coach, Bale, I use a Bale solution. Go, Majiwana County. No door of my day. That is the children we are coach, only that are Benelum Lesser. No, let me tell them. To make go, Miss Navala. Damn, I call you on the corner. Peroma, Yeshima, Jibama, Mozart, not your way. Kind to Capiamino. Yankaja. Oh, she buying up your way of Sarema. Just maybe Memino. No? The Yukale, no? Nare. Tioga Chora, Queen, Lulu Yare. Tioga Jaro. Yuka Subai, Tamelu, Loka, you chicken and Juzaro. To a Pinaro, Baru, even my 2 Juzare, Yoga Bude. Maybe they know. Come, oh, to get you. Inguli Mala, Jama. You are going to let you so check it. Inguli Mala Sava. The Palilu, Hindus, Inguli Mal. English are let you, Mals of Bango. Let you Bango for a do for a division. Aima, Tama Luarman, let you retell the Giza. I go to Na if you let you get a mule, you get a ule, you get a two no Gileja, your minute. Palopion, Giles, two bodies soon to them, gain about and don't get it. Took up with your two rebellion general. Yes, what the other can do. Kai Kunaba, Migi Miao, Bravery, Pare Kama. That is a Pane also Inguli Malau, Togo. Village Hajarama, Talurene Sanagisa Chilavi. Pemimam Sumina Miarome, go the Milena Miame, go to Malena Miame, go a Milena Miameso. I don't go fully while over. Siza Jananiama, Palau, Yanya, I took little village had a Akumi Chichim Kalari. Asatu Omimurino Jananiam Omimuri, to Edima Omimana. Ero, said the Cabela Mesoye, a useful Duriga, Onine, you chore Brigaro. Joga, very look at it. Erima, you chore military Jajarita, Timabiorome. You chore community Jajarita. True, Loga, big a low light.
အလူလိုက်တဲ့အခါကျအလူလိုက်တဲ့အတွက်ကြောင့်ဘုရားပြောတယ်ရောင်းတက်တယ်နော်တော်တောင်းတဲ့သိကောက်တတ်တယ်မိကြီးတော်ချောပြီဆိုတော့သိကောက်တတ်တယ်သတိထားအဲ့ဒီဥစ္စာရဲ့ပတ်သက်လို့ငါပြောရအောင်ပါဗျာငါအတွေ့အကြုံတွေကိုမိကြီးကချောလို့ရှိတယ်တော်တော်အလူလိုက်ရတယ်ကွာငါလည်းတော်တော်စိတ်ညစ်ပါတယ်ငါတက်ကတူကျောင်းမှာဆရာဖြစ်လာတဲ့ခါကျပျော်ပွဲစားထွက်ပြီဆိုလို့ရှိရင်ချက်ပြောလိုက်မယ်ပျော်ပွဲစားထွက်တယ်ဆိုတာမင်းတို့ပြန်စဉ်းစားကြည့်ပျော်ပွဲစားထွက်တယ်ဆိုတာမင်းအခက်အခဲတွေမှာပျော်ပွဲစားလို့ကောင်းတာတိုင်းတို့ဆန္ဒနဲ့ဆိုစုပြီးပျော်ပွဲစားအောင်ဟေးဒါမှအထုပ်မဆက်ပြလိုက်လာကွာအခန်းထဲမှာဇိမ်နဲ့စားလိုက်ကြအောင်ဆိုပျော်ပွဲစားဖြစ်ပြီလားမဖြစ်တော့ဘူးဘယ်လိုတော့မှပျော်ပွဲစားဖြစ်တော့တော်တယ်ကွာလားကြားပြီးတော့မှစိတ်ကောင်းနေထိချာကွာဟုတ်ကောင်ကအင်းဘက်တွေခုကပကံကလောက်တော့မဟုတ်ဘူးဟဲ့တို့ပါလာတဲ့ဟိုကျတိုင်းဒီမှာချလေအဲ့မှာနှုတ်ရမှနဲ့တင်းကဘယ်လိုပြောမှနဲ့ဟိုကောင်ကမင်းတို့ဒီကောင်ကမင်းတို့ဟိုကောင်ကထင်းရှာအဲ့မှာအင်းဘက်တက်ခုရဲ့ကောင်ကတက်ခုနေတော့မှပြည့်စိတ်ကဲလို့ဘုမို့ချာခါခြင်းကဲလို့အမေဟာခါခြင်းနဲ့ဆိုဆင်းလာလို့ချင်းဟာဟိုကောင်အဲ့ဒါပြောစရာအခက်ခဲပါတယ်လေပြောစရာကောင်းတယ်ဘာလို့အခက်ခဲပါအခက်ခဲမပါလို့ရှင်တော့ဒါသင်္ကန်းစာပြောရမယ်အခက်ခဲမပါရင်လောကကြီးမှာပြောစရာမကောင်းဘူးနော်မင်းတို့သတိထားကြအခက်ခဲကိုတိတ်မကြောက်နဲ့နော်မင်းတို့လောကကြီးကိုပြောင်းလုပ်ပေးထားတဲ့ကိစ္စကြီးနော်ခိုင်းထားလိုက်ပါတော့ဒါစကားဆက်မိလို့ပြောလိုက်တာအဲ့ဒီကနေပြီးတော့မှစားကြတဲ့အခါကျတော့ဥပမာအင်ပက်ထက်မှထက်ရော့ကြတာဟင်းရော့ပဲဟင်းထည့်ပေးလိုက်ပြီထည့်ပေးလိုက်တဲ့အခါကျအဲ့ရုပ်ချောတဲ့မိန်းကလေးတယောက်ရဲ့လက်ထက်ဒုက္ခနာပြတဲ့ကိုအလိုလိုက်ခံထားတဲ့မိန်းကလေးရဲ့လက်ထက်မှာကြတာဟင်းထည့်ပေးလိုက်တယ်သူကအင်ပက်ကအပေါက်ဖြစ်လို့အောက်ယူကြတဲ့အခါကျတော့ဟောသစိတ်ကောင်းတာမန်ယောက်ျားလေးတယောက်ရဲ့ဖက်ထဲမှာအဲ့ကျသားကြီးထက်တော့ဖိတ်ကြတော့ဟိုကောင်ကဘာလို့ဟာဖိတ်ကိုလူဆုံးမဟာလူဆုံးမထဲအောင်ကတော်ပြီပါမင်းယူတော့ကဟာကွာမင်းငါကဒါပြီးတော့ပြောစရာကြီးဟဲ့မျိုးဘယ်တော့မှရုပ်ချောတဲ့ကလေးမလေး spoil ခေါ်တယ်အင်္ဂလိပ်လိုဆိုလောကကြီးကအလိုလိုက်ခံထားတော့အရောက်တဲ့ကလေးမလေးရဲ့လက်ထဲမှာရောက်သွားတော့ဘာဖြစ်လဲဥမလေးဖက်ကြီးရတဲ့အပေါက်ကြီးလူကတုံးမစားတော့သူကငင်းငယ်ခေါ်တယ်ညရဲလာပါရဲ့စားပါရဲ့တော်ပါပြီလူလူစားတော့စားပါရဲ့ဒါပါတော်ပါပြီအဲ့ဒါအထိအရေးမကြီးသေးဘူးကျက်သားဟင်းစားဘူးသားဟာလာပြီကဲကျက်သားဟင်းစားဘူးသားကျန်တော့လူအဲ့ဒီဟာမျိုးမှာအဲ့ကူးစီကောင်းဆုံးလုပ်တဲ့ဆရာသိတိထားတယ်ညစိတ်ကောင်းတယ်သိချာဟဲ့လူညညကုမဆရာသမီးမစားဘူးလို့ပြောတယ်ဟဲ့ညညဒါလေးဆိုင်မင်းတို့ဆရာသမီးမစားတော့ဟောလာကမှဆိုတာလေကောင်းပါလေအဲ့ဒီမဲ့ငါလည်းမစားဘူးလာကမှသူမလာပါနင်းနဲ့ငါစားအောင်လို့ပါရော့ငါခုတ်ပေးရမလားဘာကြံဆိုဆရာလည်းနေပါသေးတယ်အဲ့ဒါနဲ့ရော့ဟာဆရာမဆိုမှအဲ့တော့မှသူကပြန်ပြီးစိတ်ကြည်သွားတယ်လို့မဟုတ်လို့ရှိရင်သူတယောက်ကြောင့်ပြောပွဲစားကြီးတစ်ခုလုံးပြည့်တော့မှာတိုင်းချတာကြောက်ဖို့ကောင်းပြောစိတ်ညစ်ဖို့ကောင်းတယ်လောကကြီးရဲ့လှတဲ့အတွက်ကြောင့်လောကကြီးရဲ့ဖြစ်ပြီးထားခြင်းခံရတော့အလူလိုက်ထားခြင်းခံရတော့မိန်းကလေးလှတဲ့မိန်းကလေးလှတဲ့ကောင်းလေးစိတ်ကလှအောင်ကြိုးစားတော့ရုပ်ကလေးလှလို့လောကကြီးကလူလိုက်တဲ့အတွက်ကြောင့်ပျက်စီးသွားတာမျိုးဘယ်တော့မှမဖြစ်သေးဘူးသတိထားပါကောင်းပြီဒီကနေဆက်လိုက်တော့ခဏကပြောရဘူးလေပြောခဲ့ပြီရုပ်ဆိုးတဲ့သူတွေကသူတို့ကိုသူတို့ကြိုးစားတယ်ရုပ်လာတဲ့သူတွေလည်းသူတို့မှအလိုလိုက်ခံရတယ်ဆိုတော့ကောင်းပြီရုပ်လာတဲ့ကောင်းလေးတွေကောင်းမလေးတွေကိုပြောလိုက်ချင်ရုပ်ဆိုးတဲ့သူတွေတောင်ကသူတို့ကိုသူတို့ကြိုးစားပြီးအဲ့လိုဖြစ်အောင်လုပ်ဆန်းတော့မင်းတို့ကလောကကြီးမှာအလိုလိုက်ပြီးသားနော်ရုပ်ဆိုးတဲ့လူကဘာနဲ့တူလဲဆိုတော့သူရုပ်ဆိုးတဲ့သူတွေကအစွဲမပါစွဲစုံမပါတဲ့ထင်တဲ့တူတယ်အဲ့ဒါကိုဟိုင်းလို့ခေါ်တယ်အစွဲနှချောင်းပါလို့ရှိရင်စွဲစုံလို့ခေါ်တယ်အစွဲတစ်ဖက်တည်းပါလို့ရှိရင်ကဲလို့ခေါ်တယ်အစွဲနှစ်ဖက်လုံးမပါလို့ရှိရင်ဟိုင်းလို့ခေါ်တယ်အဲ့ဒီဟိုင်းတင်ကဘယ်လိုဟာမျိုးလဲဆိုတော့သူကအစွဲနှစ်ဖက်လုံးမပါလို့သူ့ကိုယ်သူဘာလို့လဲနှမောင်းကိုတောင်းလို့ရတယ်ပိတ်ပန်တယ်နော်နှမောင်းစွဲစုံဆင်နဲ့ဟိုင်းစင်နဲ့တောထဲမှာတွေ့ဆင်ရရင်တွေ့ပြီဆိုရင်စွဲစုံဆင်ကပြေးထိုးလိုက်ရင်ထိုးလိုက်ဟိုင်းကဘာလို့လဲထင်လဲအဲ့ဒီစွဲစုံဆင်ရဲ့အစွဲကိုဖမ်းပြီးဖြတ်ဆိုလက်မောင်းနဲ့လေးပြီးချိုးလိုက်တာလေပြီးဆိုတော့အစွဲကျုံးပြီးရောပေါ့ဆင်မအစွဲဆိုတာအထက်သွားတာပေါက်တဲ့အံစွဲပဲကွာသိပြီပေါ့ကိစ္စပြတ်သွားတယ်အဲ့ဒီဟိုင်းစင်ကနှမောင်းဘလောက်တန်တယ်လဲဆိုလို့ရှိရင်ငါတိပက်ကလုတ်တဲ့လုတ်သားတွေကြောင့်လုတ်သားတွေကပြောပြလို့ငါသိရတာတောထဲမှာတဲ့ကျွန်တော်ခိုင်းတဲ့ဆင်နေပါရင်ညာတဲ့တောထဲမှာဆင်ရိုင်းဟိုင်းနဲ့တွေ့ပြီဆိုရင်တဲ့ကျွန်တော်ဆင်နေတော့ဆရာရဲ့တဲ့လွတ်အောင်တော့ပြေးတာပေါ့ပြေးမယ်လို့ကိုကလိုက်ပြီးတော့နှမောင်းနဲ့ရဲလိုက်တာဆရာရဲ့တဲ့အရှိုးထင်ကြံရက်ခဲ့တယ်ကိုင်းဆင်မအရှိုးထင်နေတော့မင်းတို့စဉ်းစားကြည့်တော့ဘလောက်တန်လဲအဲ့တော့
ရုပ်ဆိုးတဲ့သူကဘာနဲ့တူဆိုသူတို့ကအစွဲမပါတော့သူဟိုင်းစင်လို့ကျန်တဲ့အပိုင်းမှာထက်မြအောင်သူကလှုပ်တာကောင်းပြီသူတို့ကဟိုင်းစင်လို့ဖြစ်လို့နာမကိုထက်မြအောင်လှုပ်တယ်ဆိုတဲ့အခါကျတော့မင်းတို့ရုပ်ဆိုးတဲ့ကလေးတွေကြက်တက်ကြည့်တော့ရုပ်ဆိုးတဲ့ကလေးတွေလက်ခံနေအောင်ကြိုးစားကောင်းပြီရုပ်ဆိုးတဲ့ကလေးတွေကလောကကြီးကအလိုလိုက်ထားတော့မင်းတို့ကနည်းနည်းနော်ပြည့်စည်တယ်နော်သတိထားနော်မင်းတို့စိတ်ကောက်တတ်တယ်နော်အလွယ်တကူရတယ်လို့ထင်တယ်နော်အဲ့ဒါလေးပြန်ဖြစ်အောင်လို့ဖြစ်အောင်လုပ်တဲ့ဆိုတာကြောင့်မင်းတို့ရုပ်ချောတဲ့သူတွေကပိုးပြီးလှုပ်ချင်သူတို့တဲ့ဘိုးတော်တပန်းသားတွေအဲ့ဒါသိစိတ်ပါလဲဆိုတော့ငါဒီမှာစကားဆက်မလို့ပြန်ပြီးပြောလိုက်ရအောင်အဲ့တော့မင်းတို့တခုပြောချင်တာကရုပ်ဆိုးတဲ့သူရောရုပ်ချောတဲ့သူရောလောကကြီးမှာမင်းတို့တကယ်လှုပ်ချင်တကယ်ဖြစ်နိုင်ရင်တကယ်ကြိုးစားရင်တကယ်ဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကိုငါပြောခဲ့ပြီအဲ့ဒီမှာရောတွဲဥပုလိုက်နဲ့တို့မင်းတို့မင်းကြီးနဲ့ပြောတဲ့စကားလေးကိုငါပြန်ထည့်ပြောခြင်းတယ်မင်းတို့မင်းကြီးကရောတွဲဥပုလိုက်ကိုမေးတယ်တဲ့ဖူးလိုက်တဲ့မရှိတာတဲ့မသိတာခက်တယ်ဆိုဟုတ်သလားဟဲ့မှန်ပါဗျာဟုတ်ပါတယ်ဗျာမသိရတဲ့ခက်တာရောရှိသေးလားဆိုရှိပါတယ်ဗျာဘာလဲနဲ့ဖူးလိုက်ဆိုမလုပ်ထားပါဗျာဖူးလိုက်ဘာကြောင့်မလုပ်ထားကိုခက်တယ်လဲဆိုတော့မှန်လားပါဗျာမရှိတာလဲရှိအောင်လုပ်ရင်ရှိပါတယ်ဗျာမသိတာလဲသိအောင်လုပ်ရင်သိပါတယ်ဗျာမလုပ်တာကတော့ဘာမှမဖြစ်နိုင်တော့ပါဘူးဗျာဒါကြောင့်မို့လို့မလုပ်တာအခက်ဆုံးပါဗျာမရှိတာတဲ့မသိတာခက်ပါတယ်မသိတာတဲ့မလုပ်တာခက်ပါတယ်ဗျာလို့ဆိုတော့မင်းတို့မင်းကြီးကမောင်မင်းစကားပညာရှိရဲ့အဖြစ်ပြီးပါပြီတဲ့ဆိုတော့လက်ဝတ်တော်လက်စွပ်တကွင်းချုပ်တော့ချက်ချင်းပြေးသနာတော်မူတယ်ဒါငါကြားဘူးလားနော်အဲ့တော့မင်းတို့လည်းပဲပြောချင်တဲ့ဥစ္စာကရုပ်ဘလောက်ပဲချောနေနေပိုက်ဆံဘလောက်ပဲရှိနေနေမလုထာဘာမှမဖြစ်နိုင်ဘူးသဘောပါအဲ့တော့ခေါင်းကပြောခဲ့ပြီရုပ်ဆိုးတဲ့သူတွေလောကကြီးကနေတော့မျက်နှာသာမပေးတဲ့သူတွေလောကကြီးမှာကြီးပွားလာတဲ့ထုံးကားလာတဲ့လောကကြီးတစ်လုံးကိုတစ်ခုလုံးကိုအယုတ်ဆိုးတဲ့သူတွေကဖန်တီးသွားတယ်အဲ့ဒါတွေကိုပြောခဲ့ပြီဗမာပြည်မှာပဲကြည့်ကမ္ဘာသမိုင်းမှာပဲကြည့်နော်ကမ္ဘာမှာသိဖြစ်ရှာခဲ့တဲ့ဆိုကရေတိဆိုလို့ရှိရင်ရုပ်ဆိုးလုံးလို့မလို့သမိုင်းမှာတေးရတဲ့လူတကယ်ကိုယုံကြည်ရတော်ဆိုးတာဒီငါတို့လောက်နေနေပဲဆိုတော့ရုပ်ဆိုးတာအဲ့လောက်ဆိုးခဲ့တာဒါမဲ့လို့ဒီနေ့ထိသူ့သမိုင်းမှာတင်းပြီးကြံနေခဲ့တယ်အဲ့တော့ဘာကြောင့်လဲလို့ဆိုတော့သူကလုတ်ခဲ့လို့ပဲအသားထိုးအောင်မြင်မှုရှာခဲ့လို့ပဲအဲ့တော့ရုပ်ချောတဲ့ကလေးတွေနော်မင်းတို့ဆက်ပြီးတော့မကြိုးစားလို့ရှိရင်မင်းတို့နောက်ဆုံးမိမှာသူများခိုင်းတာခံရမှာပဲဆိုတော့ပေါ့အဲ့ဒီကနေဆင်းတက်လိုက်တဲ့ခါကျတော့ကောင်းပြီဆင်းရဲတဲ့သူနဲ့ချမ်းသာတဲ့သူတွက်လိုက်ကြအောင်သောတော်ကပြောရတဲ့ဆယ်မှာဆင်းရဲတော့ကြောင်းမနေနိုင်ဘူးကြောင်းမနေနိုင်တော့ငါဟာကြောင်းမနေနိုင်ဘူးငါဆင်းရဲတဲ့ချုပ်တဲ့ပညာမရှိဘူးဆိုတာအဲ့ဒါလက်ခံလိုက်ပါလို့ငါပြောခဲ့တယ်အဲ့ဒီလိုပဲပိုက်ဆံရှိတဲ့ကလေးတွေကလည်းပြန်ပြီးစဉ်းစားပါငါကြောင်းနေနိုင်တယ်ငါဟာပိုက်ဆံရှိတယ်လက်ခံလိုက်ပါအဲ့တော့မှငါဟာကြောင်းနေနိုင်တယ်ပိုက်ဆံရှိတယ်ဒါပေမဲ့ငါကြောင်းပြေးနေတယ်ငါလက်ဖေးဆိုင်မှာအချိန်ကုန်နေတယ်ငါဟာစာမှုမှာခိုးချတယ်ဆရာတွေလက်ဆောင်ပေးပြီးတော့အောင်လုပ်နေတယ်လက်ခံလိုက်ပါလက်မခံတော့ဘာဖြစ်တော့ဘာမှဖြစ်မင်းတော့ကြုံဖြစ်မှာပေါ့ကွာဒါပါပဲသူများခိုင်းတဲ့ခံမှာပေါ့မင်းဖေပိုက်ဆံရှိတယ်ကိစ္စမရှိဘူးမင်းလည်းတွေကကုန်ပါပဲမင်းဖေပိုက်ဆံကုန်ပြီးတော့ကြောင်းထားနေတဲ့ကလာဘာလို့အကုန်ကုန်ပါပဲအဲ့ဒါပဲမင်းလည်းထက်ကြလို့ရှိရင်သွားမှာပဲအဲ့ဒါသားသမီးလက်ထက်ကြတော့ပစ္စည်းတွေဆိုလို့ဆိုအဲ့ဒါမျိုးပြောတာအဲ့တော့ကြောင်းနေနိုင်လို့ရှိရင်သူများတဲ့တပန်းမတားဘူးလားခေါင်းကဆင်းတဲ့ဥပမာပြောလို့ရှိရင်စွဲဆုံးဆင်းတဲ့မတူပေဘူးလားကောင်းပြီမင်းကစွဲဆုံးဆင်းပြီးတော့ကြတော့မှဟိုင်းစင်ကအရှိုးထရဲလို့အရှိုးထတာခန်းနေရတဲ့ဆင်းမျိုးဖြစ်ကုန်လိမ့်မယ်ကောင်းပြီပြန်တွက်လိုက်တော့ပိုက်ဆံရှိတော့မင်းကအဲ့ပိုက်ဆံကိုဘာတွေလုပ်နေလဲပိုက်ဆံနဲ့မင်းအချိန်တွေကိုဘယ်လိုဖြုံးနေလဲအဲ့ဒါပြန်စဉ်းစားပေါ့မင်းတို့ငါသတိပေးလိုက်မယ်နော်အင်္ဂလိပ်စကားလေးတစ်ခုရှိတယ် Life is made up of time ဘဝဆိုတာအချိန်နဲ့ဖွဲ့ထားတာမင်းအသက်ဘယ်လောက်ရှိလဲ16နှစ်အဲ့ဒါဆိုအချိန်กว่าဆရာတော်ရဲ့အသက်ဘယ်လောက်ရှိလဲ60အချိန်กว่าအချိန်မပါဘဲနဲ့ဘဝမဖြစ်ဘူးဦးဝဲခောက်ခနေပြီးသွားလို့ရှိရင်ဘဝမရှိတော့ဘာလို့အချိန်မှမရှိလိုက်ပဲအဲ့တော့ဘဝဆိုတာအချိန်ကိုပြောတာ
ဘဝကိုမင်းတန်ဖိုးထားလားထားရင်အချိန်ကိုတန်ဖိုးထားမင်းအချိန်ပေါင်းများစွာကိုဘယ်မှာသုံးနေလဲလက်ဖေးဆိုင်မှာလားလူတယောက်ရဲ့စိတ်နဲ့ဇေယိုက်ကိုသိကျင်တဲ့သူ့အားရတဲ့အချိန်တွေကိုဘယ်လိုသုံးလဲဆိုတာကြည့်ပါအဲ့ဒီကောင်ကသူ့အားရတဲ့အချိန်မှာလက်ဖေးဆိုင်မှာကုန်းနေလို့ရှိရင်အဲ့ဒီကောင်ဟာလက်ဖေးဆိုင်ရင်ကျင်းမှုလက်ဖေးဆိုင်ကကောင်းမဲ့ဖြစ်မယ်အခုပိုက်ဆံရှိတဲ့ခရီးကြပူးတိထားရတယ်သူကပိုက်ဆံရှိတဲ့လက်ဖေးဆိုင်မဟုတ်တော့ဘူးဘယ်ရောက်သွားလဲဆိုတော့ခါရာအိုကေတို့ငါတို့ညတော့ငါမသိတဲ့ဟာတွေပေါ့ပါငါလည်းမရောက်ဘူးပါဘူးအဲ့ဒီမှာအချိန်ကုန်တာပဲပြောလိုက်အောင်မယ်ဒီပိုက်ဆံရှိရင်တော့များလာလို့ရှိရင်ပေါ်တော်ဖြစ်လာတယ်လို့သတိထားရမယ်လို့ငါကိုယ်တိုင်ဒီမိုးကုတ်မှာရောက်သွားတဲ့အခါတော့မိုးကုတ်မှာဆင်းရဲနဲ့သွားပြီးလူရင်းနဲ့ကြောက်အောင်လာတဲ့ကောင်လေးတယောက်မြောက်ကိုတွေ့ဘူးလေဟာလောက်တယ်ဖြစ်လို့အဲ့ဒီကာရာအိုကေဆိုတော့ဟိုမျက်စိပေါက်ဆက်လာရှိတဲ့စင်လေးပေါ်မှာကောင်မလေးတွေကတဲ့ဥဆောင်သွား200ရာနေအမလေးပန်းကိုစီဆက်ပြီးတော့ငါထင်တယ်တောင်းချီပြီးကုန်လိမ့်မယ်ထင်တယ်အဲ့နေကြမှာသူတယောက်ပေါ့ဒါနဲ့ဒီကောင်လေးတွေမေးကြမင်းတို့ကွာလို့ဒါကမှအောင်ဆိုတော့ငါလည်းခေါ်ပြီးတော့မေးကြတညတညမှာတောင်းချီကုန်လိမ့်မယ်ထင်တယ်ဆိုဟာဆရာကြီးတောင်းလောက်ကတော့လူပြောလို့ငါတောင်းလောက်ကတော့ဆိုသေရောပေါ့ကွာငါဘာဆက်ပြောတော့မယ်အဲ့ဒီမှာပြန်စဉ်းစားကြည့်တော့သူ့ဘဝရီမှန်းချက်ကြီးကမူလာတော့ဘယ်လောက်ကြီးခဲ့မလဲဆိုမှန်းလို့ရတယ်သိကြီးရမှာပေါ့တတိယအောင်ချမ်းသာအောင်ဘယ်လိုဖြစ်အောင်ဘာဖြစ်အောင်လောကကြီးမှာဘာလို့မကြမ်းလဲဒါတွေအများကြီးရှိမှာပေါ့ဒါမှကြမ်းအိုက်ဆန်ချမ်းသာသွားတဲ့ခါကျတော့ဒီကချမ်းသာခြင်းရဲ့ဓာတ်ကိုမခံနိုင်ဘူးလူတော်တော်များများဟာနော်ဆင်းရဲခြင်းရဲ့ဓာတ်ကိုခံနိုင်တယ်နော်ချမ်းသာခြင်းရဲ့ဓာတ်ကိုခံနိုင်ဖို့မလွယ်ဘူးနော်တို့ဗမာပြည်ကိုပြန်စဉ်းစားကြည့်ပေါ့ဟိုးရေလုံးကတခင်နေပါရင်ညာလေးဆိုတဲ့ဥစ္စာတို့မှသိမှလူရဆင်းရဲတော့ကတော့တိုင်းပြည်ကိုတကယ်ချစ်ပြီးတကယ်ကိုအမျိုးချစ်စိတ်နဲ့လုပ်ခဲ့တာနော်နောက်ပိုင်းချမ်းသာလာတော့ပေါက်ကရဖြစ်ကုန်တယ်အဲ့ဒီသခင်ကြီးငါကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့ရလို့ငါပြောတာဟောဆိုအာနာမရှိတဲ့ဓာတ်ကိုတို့ခံနိုင်တယ်ဆင်းရဲတဲ့ဓာတ်ကိုခံနိုင်တယ်လေအာနာဓာတ်ကိုမခံနိုင်ဘူးဆင်းရဲတဲ့ဓာတ်ကိုမခံနိုင်ဘူးအဲ့တော့တို့ကောင်လေးတွေစောစောကပြောရလို့ပေါ့နော်သူများစီကနေသင်္ကန်းစာယူကြမင်းတို့ကရုပ်ချောတဲ့ဓာတ်ကိုခံနိုင်အောင်ကြိုးစားကြချမ်းသာတဲ့ဓာတ်ကိုခံနိုင်အောင်ကြိုးစားကြဆေးရဲကောင်ကတော့သူ့ဓာတ်နဲ့သူပြီးပြီးသားဆိုတော့အဲ့ဒီမှာကျိုးစားပန်းသားခံပြီးတက်လာလိမ့်မယ်ဆေးရဲကောင်ကလည်းသူ့မှာသူကျိုးစားပြီးအောင်မြင်လာလိမ့်မယ်အဲ့ဒီချမ်းသာတဲ့ဓာတ်ကတော့မင်းခါတော့မှတော့ကြမှာဒုက္ခတော့မှအမယ်လေးထအောင်လို့မရဘူးဗျာမင်းတို့အဲ့ဒါစဉ်းစားကြအဲ့ကောင်လေးတွေလည်းပဲရုပ်ချောတဲ့ကောင်မလေးတွေနော်ကြားကြသတိထားနော်မိန်းကလေးဘလောက်ချောနေနေနော်ဆေးရင်ကမကောက်ကောက်တတ်တယ်ပြတ်တတ်ဘာညာဆိုလို့ရှိရင်အဲ့နောက်ဆုံးပိတ်ကြတော့လေမယားတယောက်ရတဲ့ခါကျလေမယားကြီးကြည့်ပြီးတော့တယောက်ကြရုပ်ကိုမေ့နေကြတာဆေးရင်ကောင်းတယ်မကောင်းတယ်ဆိုတာတည်တာအဲ့မိမအိတ်ကြရင်သမီးကောင်းကောင်းချက်ဆိုဟင်းကောင်းကောင်းချက်ဆိုတာဒါကိုကြည့်တာကျန်တဲ့ဥစ္စာတွေအကုန်လုံးပြီးဒါကြောင့်မို့လို့တချို့ရုပ်ချောပါဆိုမိမတွေလင်ကပြစ်သွားတယ်ဆိုအဲ့ဒါတချို့ရုပ်ချောပါလဲဆိုကောင်းတယ်မိမကွာပါလဲဆိုအဲ့ဒါဒါအိမ်တော်ကြီးပါကွာရှောက်ပြောတော့မကောင်းလည်းမကောင်းပါကိုညံနဲ့ကိုချက်ပြီးစဉ်းစားရပေါ့ပြောချင်တယ်လေဗျလောကကြီးကမင်းတို့ကိုပေးလိုက်တဲ့အခွင့်အရေးကိုအသုံးချကြအသုံးမချနိုင်လို့ရှိရင်တော့အထုပ်ဒိဗ္ဗေမရှိတော့ဘူးအဲ့တော့တခုနဲ့ပြောချင်တာရုပ်ချောတဲ့ကလေးတွေကအဆုံးမပေးတာနော်ဘာလို့ရုပ်ဆိုးတဲ့ကလေးတွေကိုအားပေးလို့လည်းမကောက်ဘူးရုပ်ချောတဲ့ကလေးတွေလည်းငါနည်းနည်းဂရိပေးရတာကိုအဲ့ဒါရုပ်ချောတဲ့ကလေးတွေနဲ့ပတ်သက်ပြီးသင်္ကန်းစာယူဖို့ကိစ္စအားကြတော့ငါဘာလို့သွားဂရိရလဲဆိုရှိနော်ဟိုးမြတ်စွာဘုရားခင်လက်ထက်တုန်းကမဟာဒုက္ခမင်းတို့ကြားဘူးလေသိဆင်းရဲလုံးအားကြီးမဟာဒုက္ခတဲ့သူကဟုတ်တဘောရတော့သူကဘာဖြစ်ခဲ့လဲဆိုတော့သိဆင်းရဲလုံးအားကြီးလို့သိဆင်းရဲလုံးအားကြီးလို့ဒီဘုရားရှင်ကိုသုကတ်ချင်တာတော့မကတ်နိုင်တော့ဒုက္ခမြတ်သူများအိမ်မှာကျိုးလို့ပြီးတော့ဆံလေးတွေရှားရတယ်လင်မယားနှစ်ယောက်လုံးငကြင်းလေးနှစ်ကောင်ကိုတငါစီမှာသွားပြီးကူးညှိပြီးလှုပ်တဲ့ခါကျတော့မှငကြင်းလေးရကြတော့အဲ့ငကြင်းသားလေးနဲ့သုကတ်ခဲ့ရတယ်အဲ့ဒါနဲ့မြတ်စွာဘုရားသခင်လက်ထက်ရောက်တဲ့ခါကျတော့သူတို့ကဘာလားဖြစ်လဲဆိုတော့ကိုဂေါရမမြတ်စွာဘုရားပေါ့သူ့လက်ထက်ရောက်တဲ့ခါကျတော့အဲ့မဟာဒုက္ခလားဖြစ်တော့အဲ့ဟိုမဟာဒုက္ခကနေပြီးတော့လားဖြစ်တော့သူကဘာလားဖြစ်လဲဆိုတော့တထေးကြီးတယောက်ရဲ့တထေးမကြီးတယောက်ဝင်နေမှာဝင်နေမောက်ပန္တိလားဖြစ်တဲ့ခါကျတော့သူ့အရွယ်ရောက်လာတဲ့ခါကျတော့ခေါင်းခွေပြီးပူစားတယ်သူတာမဏေပြည်ရေဘာညာဆိုတော့မေဖေရလည်းပဲအမတန်ချစ်တဲ့တာကိုင်ကာတာပြည်ကြီးပြပါတော့ဆိုပြီးထားပြလိုက်တော့ကျွန်တော်9ရက်ပဲနေပါမယ်အဲ့လိုထားလိုက်တဲ့ခါမှာသူရဲ့ဥပိ္ပဇေဆရာဆိုမင်းတို့နားလည်အောင်ပြောရင်ဘုခေတ်ဆိုဂါဒီယန်ပေါ့ပါအနိကကြည့်ကြတဲ့သူကပြောဆိုရှင်သာရိပုတ္တရာကိုတော်ကြီးအဲ့ဒါနဲ့9ရက်ပြည့်တော့သူလူထွက်တော့မယ်ဆိုတဲ့ခါကျတော့ဂိုင်းပန္တိရေ
အောက်မေးအိမ်ပြန်မယ်ဆိုလိုက်တဲ့ခါကျတော့ပြန်တော့ဗျာရှင်သာရိပုတ္တရာကိုရောကြီးကရှိကသူကနောက်ကအဲ့ဒီမှာလေဝင်နေတဲ့ဖြတ်ပြီးတော့ပြန်လာတော့လေဝင်နေကလည်းစိတ်လို့သိုးလို့ထုံလုံးတစောင်းမုန်းဆိုတာမျိုးပေါ့ဟုတ်လားစိတ်ဆိုလို့လေဝင်ကြီးတွေဖြတ်ပြီးလာတဲ့ကောရှင်သာရိပုတ္တရာကိုရောကြီးကလည်းရှိကနေပြောသင်္ကန်းတော်ကြီးလွန်းနဲ့နောက်ကကိုရင်လေးကလည်းသင်္ကန်းလေးမနိုင်တဲ့တိုင်းနဲ့ရှင်ပန္တိကလိုက်လာတော့တထေးသားဆိုတော့လေရီယာတွေမမြင်ဘူးရှာအရှင်ဗျာဒါပါလဲဗျလေခွင်းနေကွဒါနဲ့ဒီဟာရောဘာလဲဖျက်ဆိုတော့ဖြဲ့ကြည့်လိုက်တော့ရေမြောင်းကိုပြီးတော့ဘယ်အဲ့ဒါရေမြောင်းလို့ခေါ်တယ်ကွအဲ့ဒီရေမြောင်းကဘာဖြစ်လို့လုထားလဲဖျက်ဘယ်ရေကိုလူရရောက်အောင်လို့မြောင်းဖောက်ပေးတာပေါ့အဲ့ဒီကိုမြောင်းဖောက်လိုက်တဲ့ခါကျရေကလူရရောက်လာဖျက်ရောက်တာပေါ့သားရဲ့အရှင်ဘုရားရေထဲမှာစိတ်ရှိသလားရှင်ရှင်သာရိပုတ္တရာကိုရောဘယ်ရှိမလဲကွယ်ဆိုလိုက်တော့မှရှင်ပန်းကြီးကစိတ်ထဲစဉ်းစားတာစိတ်မရှိတဲ့ရေတောင်ကမြောက်တယ်လို့လူရရောက်နေပြီစိတ်ရှိတဲ့ငါဟာဘာကြောင့်တပတ်တခုမရောက်ပဲနေရမလဲလို့စဉ်းစားအဲ့ဒါနဲ့ဆက်ပြီးထွက်လာလိုက်တော့မုတ်ဆွေးကြီးတယောက်ကမြားလေးတွေကိုမိကင်းပြီးတော့မျက်စိလေးတစ်ဖက်ပြိပြီးဖြောင်းအရှင်ဘုရားအဲ့လူကြီးဘာလုပ်ထားလဲဖေ။ကွဲမြားဖြောင်းတာပေါ့ကွယ်။ဘာဖြစ်လို့ဖြောင်းတာလဲဖေ။ဝဲလူရပြောင်းလို့ပေါ့။အရှင်ဘုရားအဲ့ဒီမြားထဲမှာသိရှိလားဖေ။ဘယ်ရှိမလဲကွယ်။အဲ့တော့မှကိုရင်လေးပန်လေးကရှင်ပန်လေးကဆိုတော့စိတ်မရှိတဲ့ရေတောင်မှမြောင်းစိတ်မရှိတဲ့မြားတောင်မှမိပေးပြီးဖြောင်းလို့လူရရောက်နေသေးရင်စိတ်ရှိတဲ့ငါဟာဘာကြောင့်တမက်တဖို့မရောက်အောင်မလဲလို့စဉ်းစားတော့ရှင်သာရိပုတ္တရာကိုရင်လေးစဉ်းစားတဲ့ဥစ္စာအကုန်လုံးသိနေတယ်ဆက်ပြီးလာတော့လမ်းရှောင်းရင်းကနေတော့တနေရာရောက်တော့လူကြီးတယောက်ကတစ်တုံးကြီးတုံးကိုဒုံနဲ့တခါတည်းဓမ္မကြီးနဲ့ရွေးနေတော့အရှင်ဘုရားအဲ့လူကြီးဘာလုပ်နေတာလဲဖေ။ဝဲသိရွေတာလို့ခေါ်ရဲ့ကွ။ဘာပြီးတော့ရွေတာဗျ။တစ်တုံးကြီးကကောက်တယ်ကွ။ကောက်တော့လည်းဖြောင်းတော့ရွေတာပေါ့။အဲ့ဒီလိုရွေလိုက်တော့အဲ့တစ်တုံးကြီးဖြောင်းလာဘောတိုင်အရှင်ဘုရားအဲ့ဒီတုံးကြီးမှာစိတ်ရှိလာရင်ဘယ်ရှိမလဲစိတ်မရှိတဲ့တုံးမှာမြင်းပေးပြီးဖြောင်းလို့ရွေလို့ရသေးလို့ရှင်ပန်ဒီရဲ့စိတ်ရှိတဲ့ငါဘာကြောင့်တပတ်တဖို့မရောက်အောင်မလဲလို့သူ့စိတ်နဲ့စဉ်းစားတော့အရှင်ဘုရားတပည့်တော်စိတ်ရှိတယ်ဗျာဒီလိုကြောင်းပြန်မရသေးဗျာဒီလိုအရှင်ဘုရားတို့နိဗ္ဗာန်ရောက်ခြင်းနဲ့ဗျာမျက်မှောက်ပြုခြင်းနဲ့ဗျာကြောင်းပြန်မရသေးဆိုလိုက်တဲ့ခါကြတော့မှဒီပြန်နေလဲပြန်ပေါ့လာပြန်လက်ကြတော့ကြောင်းပြန်တော့ကဲအဲ့ဒီမှာတရားကိုပေးတယ်သူ့လူအပ်တဲ့ကမ္မထံကိုပေးအဲ့ဒါလေးကိုယူဆိုင်ဘာမှစိတ်ကိုမရောက်စေနဲ့ဘယ်မှမရောက်စေနဲ့ကိုယ်စိတ်ကိုဂုဆိုင်ကိုယ်စိတ်ကလေးဘယ်သွားလဲဆိုဒီဆိုင်သတိမှတ်ထားကဲငါဆုံးရတော့မယ်ဆိုအရှင်ဘုရားဆုံးရတော့လို့လားဖေအေးသွားမှာပေါ့ကွယ်အရှင်ဘုရားဆုံးရတော့ရင်ဒီတော့ဟိုငကြင်းသားလေးပေါအောင်ခံနေတော့ဗျဒီကွယ်ကြားကြလေရမို့လူလေးရဲ့ပဏိရဲ့ငကြင်းသားတွေပဲစစ်မရောက်ပါနဲ့အဲ့ဒီငါပြောတဲ့ချက်မှာကမ္မထံထဲမှာအာယုံထားသမှာငကြင်းသားတွေထားသမှာထားပြခဲ့တဲ့ခါကျတော့ကလေးလေးကအာယုံပြလိုက်တဲ့ဥစ္စာပါရမီကပါနေတော့တတပတ္တိမဲ့တမဲ့သဂရာဂာမိမဲ့အနာဂာမိမဲ့တတိယမဲ့ပြီးတော့နောက်ဆုံးအဟတမဲ့ကိုရောက်ခါနေတော့ဆဲလေးမှာဖြစ်နေတော့ရှင်သာရိပုတ္တရာကိုရောကြီးကဆုံးခံရကနေပြန်လာတော့မြတ်စွာဘုရားတကဆန့်ကျက်ဒီကလေးဟာအဟတမဲ့ဆိုင်တော့မယ်တို့လည်းငါသားသာရိပုတ္တရာပြန်ရောက်လာလို့ရှိရင်ချုံချွတ်အတန်ကြားလို့ရှိရင်ဖြစ်ဒီကလေးဟာအာယုန်လေးတရားကြီးရဲ့တို့လည်းဒီကလေးကိုကြည့်ပြီးတော့ငါသားသာရိပုတ္တရာအပြင်မှာရပ်ပြီးနေရလို့ရှိရင်သမဏတရုပ်ပါလို့ခေါ်တဲ့ယဟန်ရဲ့အိမ်ကြီးတရားကြီးရဲ့ဆိုတော့မြတ်စွာဘုရားတကကျောင်းပရဝုံကဘွားနေပြီးတော့မှရှင်သာရိပုတ္တရာယူတယ်ကျတော့မြတ်စွာဘုရားတခင်မြင်တော့ရှင်သာရိပုတ္တရာဥခိုက်ပြီးကြောလိုက်တဲ့ခါကျမှသာရိပုတ္တရာဆုံးကိုများမျှရဲ့လားဆိုတော့စကားလေးပဋိတန္တရာပြုရနေဆိုတရားလေးပါလေးကိုဆူးမြင့်လိုက်တော့တရားတစ်ထုံနှစ်ထုံအဲ့ဒီတရားတစ်ထုံတစ်ဖွဲ့ပြေးသွားလိုက်တဲ့ပြေးလိုက်မှာဘုရားရှင်လည်းပဲမေးလိုက်တဲ့ဟာကိုရှင်သာရိပုတ္တရာပြောတစ်ထုံတစ်ဖွဲ့လည်းပြေးရောဘုရားကပဏိတဆိုတဲ့တာမဏေလေးတဲ့အရတ္တမတမက်ကိုစိုက်သွားတယ်ပြောချင်တာကကောင်းလေးတွေကောင်းပါလေးတွေမင်းတို့ရုပ်ဆိုးတဲ့ကလေးတွေကလည်းမင်းတို့ရဲ့အခြေအနေလက်ခံလိုက်စမ်းပါဆင်းရဲတယ်ဆိုတော့လက်ခံလိုက်စမ်းပါပညာမတတ်ဘူးဆိုလက်ခံလိုက်စမ်းပါအဲ့ဒါ
လက်မခံမဲနဲ့လောကကြီးကိုမနာကြီးစမ်းပါနဲ့ပတ်ဝန်းကျင်ကိုမမုန်းကြီးစမ်းပါနဲ့ကိုယ့်ဘဝကိုဝိမနေစမ်းပါနဲ့အဲ့ဒီကနေနောက်ဆက်တက်ပြီးကြိုးစားစမ်းပါအဲ့ဒီပြင်ချောတဲ့ကလေးတွေပတ်ဝန်းကျင်ကမျက်နှာသာပေးတဲ့ကလေးတွေရတယ်ပဲဘယ်လိုစဉ်းစားမလဲဆိုတော့ငါတို့ဟာရုပ်ဆိုးတဲ့သူတွေတော့မအောင်မြင်နေလို့ရှိရင်ငါတို့ဘာလို့မအောင်မြင်နိုင်ရမလဲစိတ်မရှိတဲ့ရေးတောင်းမှပြောင်းတယ်လို့လူရရောက်နေသေးရင်စိတ်ရှိတဲ့ငါဟာဘာကြောင့်တပတ်တစ်ခုမရောက်ခွင့်နေနိုင်ရမလဲဆိုတဲ့ရှင်ပန္တိရဲ့အကြံစီလို့ရုပ်ဆိုးတဲ့သူတွေတောင်မှလောကကြီးကိုအောင်မြင်နိုင်သေးရင်ရုပ်ဆတဲ့ငါတို့ကလောကကြီးကိုဘာကြောင့်မအောင်မြင်နိုင်ရမလဲဆိုတဲ့စိတ်နဲ့ကြိုးစားကြသမှာအထုတ်ချသမှာလောကကြီးကိုရင်ဆိုင်ရစမ်းမှလို့ပြောရင်ဒီကိုချုပ်လိုက်ပါတယ်